Welcome to this the secrets to more energy, more money, more clarity training. Now, the training ရဲ့ရည်ရွယ်ချက်ကကျမအခုဒီ2025မှာဘယ်လမ်းကြောင်းကိုသွားနေတယ်ဘယ်လိုမျိုးလမ်းရှောင်နေတယ်ဘောကဘာကြီးမှာပြောင်းလဲမှုတွေအများကြီး politically environmentally as you can see politically လည်းလုံးဝမငြိမ်တဲ့နေရာတွေကမြန်မာနိုင်ငံတခုတည်းမဟုတ်ဘူး US မှာရောတခြားနိုင်ငံတွေမှာအစုံမင်းကျမတို့ environmentally ကြည့်မယ်ဆိုလို့ရှိရင်လေတကယ်ကို extreme weather conditions တွေဖြစ်နေတယ်ကျမတို့ financially ကြည့်မယ်ဆိုလို့ရှိရင်လေright now is the biggest time for the biggest wealth transfer that's happening ဟိုရှေ့ခေတ်တုန်းကလိုမျိုးကျမတို့ပုံမှန်တွေးနေတဲ့အတွေးမျိုးတွေနဲ့လုပ်နေတဲ့အလုပ်တွေနဲ့လုပ်လို့မရတော့အဲ့တော့ဒီလိုမျိုးပြောင်းလဲမှုတွေအများကြီးဖြစ်လာတဲ့အချိန်မှာလူတွေကဘာဖြစ်တတ်လဲဆိုတော့နှစ်မျိုးရှိတယ်တစ်မျိုးကဟို you get super excited oh my god ဒီအချိန်ဟာတကယ်ကို crossroads ကြီးဒီအချိန်မှာ this is my moment my opportunity ငါရအောင်လုပ်မယ်ဆိုပြီးတော့ excited ဖြစ်တဲ့သူတွေရှိတယ်လို့မျိုးတချို့သူတွေကြတော့ you will lag behind ကြံခဲ့တဲ့သူတွေရှိမယ်အဲ့တော့အဲ့ဒီကြံခဲ့တယ်ဆိုတာဘာကြောင့်လဲဆိုတော့ကိုက skill sets တွေupgrade မလုပ်ထားဘူးတကယ်ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အရာတွေကိုကိုမလေးလာဘဲနဲ့ကိုအိုင်လေးထဲမှာပဲနေပြီးတော့ငါမသိချင်ဘူးမကြားချင်ဘူးငါနားမလည်ဘူးဆိုပြီးတော့နေတယ်ဆိုလို့ရှိရင် it's gonna get really tough ဒီအခုဒီ2025ကနေပြီးတော့နောက်10နှစ်15နှစ်အတွင်းမှာလူပြောင်းလဲမှုတွေရှိနေတဲ့အချိန်မှာပေါ့နော်ကိုကပြုတ်ကျကြံခဲ့တဲ့အချိန်မှာဘာတွေဖြစ်လာမလဲဆိုတော့အရင်ဆုံးဖြစ်မဲ့အရာကစိတ်ပူပန်သောကမှုတွေရောက်လာမယ်။အဲ့ဒီကကြငါဘယ်လိုလုပ်ရမလဲဆို stress တွေဖြစ်လာမယ်။ anxiety တွေတက်လာမယ်။အဲ့တော့အဲ့လိုမျိုးအချိန်တွေမှာကျမတို့ကအဲ့ဆိုလို့ရှိရင်တော့ငါ meditate တွေပဲထိုင်လုပ်မယ်။ breath work တွေပဲထိုင်လုပ်မယ်ဆိုပြီးတော့လုပ်နေလို့မရဘူး။ဆိုတော့ဒီ2025ကနေပြီးတော့ကျမရဲ့ messaging ကျမထုတ်တဲ့ programs တွေ courses တွေ mastermind ဒါတွေအကုန်လုံးက it's going to be geared towards that ဒီအခုကမ္ဘာမြေကြီးမှာအကြီးအကျယ်ရှင်အဟုန်နဲ့ပြောင်းလဲနေ the speed at which things are moving and changing and shifting အဲ့ဒါကိုကျမတို့ live မိနိုင်အောင်လို့အတွက်now လိုက်မိလိုက်အောင်လို့ဆိုတာဟို Facebook algorithm TikTok algorithm ပြောင်းတာကိုလိုက်မိတာပြောတာမဟုတ်ဘူး as you know ကျမတင်တဲ့အရာတွေအကုန်လုံးကျမရဲ့အလုပ်တွေအကုန်လုံးဟာ it all starts from within or ဒီအထဲကနေလာတာဖြစ်တဲ့အတွက်ဒီအထဲကနေလိုက်မိအောင်ငါတို့ဘယ်လိုပြောင်းလဲမလဲ that's what this training is about that's why I say the secrets to more energy more money more clarity because ကျမတို့မှာ energy ပိုရှိလာလို့ရှိရင်တွေးတာပိုပြီးမြန်လာမယ်ကျမတို့ creative ပိုပြီးဖြစ်လာမယ်ပိုပြီး productive ဖြစ်လာမယ်တိတ်ပြီးတော့ e-list ဆွဲတာတွေ excuse လုပ်တာတွေမလုပ်တော့ဘူးအဲ့ခါကြလို့ရှိရင်ကျမတို့ပတ်စံပိုရှာလာနိုင်လာလိမ့်မယ် and simultaneously ကျမတို့ပို့ပြီးတော့ clarity တွေရလာမယ်ကိုကစိတ်ကကြည်လာရင် clarity ပိုရလာရင်ငါဘယ်လမ်းကိုရှောက်ရမလဲငါဘယ်ကိုသွားရမလဲငါဘာတွေလုပ်ရမလဲဆိုတော့ပို့ပြီးသိလာလိမ့်မယ် so that's the intention of this training so what I'm going to do now is ကျမ I'm going to share a PowerPoint slide အားလုံးမြင်ရလိမ့်မယ်လို့ထင်ပါတယ် let me see the chat okay great oopsie okay you can see the chat beautiful all right so welcome so let's get in did you know that tomorrow လူတွေတော်တော်များများဟာတဲ့သူတို့ရဲ့ energy ကို habits တွေကွာအဲ့ဒီကိုယ့်အတွက်stuck ဖြစ်နေစေတယ်ကိုယ့်ကိုတေးသေးလေးဖြစ်နေစေတယ်ကိုယ့်ကိုမတိုးတက်စေတဲ့အဲ့ဒီအကျင့်တွေမှာ most of people 80% of people သူတို့ရဲ့80% of energy ကိုအဲ့မှာအသုံးပြုနေကြတယ် and so today ကျမဘာကိုပြချင်လဲဆိုတော့ I'm going to show you how you can reclaim that energy အဲ့ဒီအရေးမပါတဲ့အရာတွေမှာပြည့်ရနေတဲ့ energy တွေအကုန်လုံးပြန်ယူပြီးတော့ကိုယ့်ဘဝမှာ clarity လည်းရှိရမယ် abundance လည်းဖန်တီးနိုင်ရမယ် energy လည်းဖန်တီးပို့ပြီးရှိနိုင်ရမယ် money လည်းပို့ပြီးတော့ရှာနိုင်ရမယ် that's what we're going to be doing today so ကျမဒီနေ့ share လုပ်မယ့် formula က it's called the total reset formula now ဒီ total reset formula ဆိုတာကျမကိုယ်တိုင်ဖန်တီးထားတာ and ကျမဖန်တီးထားတယ်လို့ပြောရခြင်းဟာ I have tested this on myself because ကျမရဲ့ story ကိုပြီးလို့ရှိရင်ရှင်းပြမယ်ကျမဘယ်ကနေလာခဲ့တယ်ဆိုတာဒီဖြတ်တန်းလာတဲ့လမ်းခရီးတွေမှာတွေ့ကြုံခဲ့ရတဲ့အရာလေးတွေကိုကျမတို့အတူချုံရှင်းပြမယ်
အဲ့ဒီကနေမှတစ်စင်ကျမစမ်းရင်ဟိုဘက်ကိုစမ်းရင်ဒီဘက်ကိုစမ်းရင်နဲ့ then I started to find something that works for me now I want to say ကျမအတွက်ဒီပုံကအလုံးလုံးလို့လူတိုင်းအတွက်အလုံးလုံးနေလို့ကျမတက်ထီပြောလို့မရအောင် but what I can say is that ကျမအတွက်အလုံးလုံးနေတဲ့အရာတွေကို try လုပ်ကြည့်ပါကိုအတွက်လေဒါပေမဲ့ try လုပ်တယ်ဆိုတာနှစ်ရက်နဲ့တစ်ပိုင်း try လုပ်ပြီးတော့အလုံးမလုပ်ဘူးလို့တော့မပြောနဲ့ပေါ့နော်တေးသေးချာချာ3လ4လ6လတစ်နှစ် try လုပ်ကြည့်ပါ and try လုပ်တယ်ဆိုတာလေအဲ့ဒီ3လလုပ်တယ်ဆိုတဲ့အချိန်မှာအဲ့ဒီ3လဆိုတဲ့အချိန်မှာဟိုနားလေး2မိနစ်လောက်လုပ်လိုက်ဒီနားလေး3မိနစ်လောက်မဟုတ် it's a consistent daily action and when you try that you will see what works and what doesn't work for you ကိုတပါအလုပ်လုပ်တယ်အလုပ်မလုပ်ဘူးဆိုတာကိုသိနေလိမ့်မယ် and အခုမှရောက်လာကြတဲ့သူတွေအားလုံးမင်္ဂလာပါကျမဒီနေ့ဗီဒီယိုသူများတွေရဲ့ဗီဒီယိုမမြင်ရတဲ့အတွက် the only way that I can interact with you is the chat box ဆိုတော့ဒီ chat box မှာမေးစရာရှိတာမေးပါပြောစရာရှိတာပြောပါ and please interact ဒါမှကျမတယောက်တည်းပြောနေတာမဖြစ်အောင်လို့နောက်တစ်ခုကျမပြောချင်တာဒီနေ့ we have a lot to cover so ကျမနည်းနည်းမြန်လေးသွားမယ် and because I respect your time I respect my time and အားလုံးကိုလည်းကျမခေါင်းမရှုပ်စေချင်ဘူးဆိုတော့ we're going to go pretty quick and အမ notepad ရှိလို့ရှိရင်ချရေးပါဒါပေမဲ့ we will be sending out the replay as well all right so ကျမတို့ဒီနေ့ဘာပြောမလဲဆိုတော့ဒီနေ့ cover လုပ်မဲ့ steps တွေကကျမအရင်တော့ stuck ဖြစ်နေတယ်ဆိုတဲ့နေရာကနေပြီးတော့ feeling my best now တချို့သူတွေကျမအသက်ကိုသိရင်သိမယ်တချို့သူတွေလည်းသိချင်မှသိမယ် I'm 41ကျမအသက်42နှစ်ရှိပြီအဲ့ဒီ42နှစ်မှာ I definitely do not feel my age ကလေးတုန်းက42နှစ်ဆိုရင် auntie ကြီးတွေအန်တီကြီးတွေအဲ့ဒီအချိန်ရောက်လို့ရှိရင်လူကြီးတွေပြောတာခဏခဏကြားရတယ်ဟိုနားလေးကနားတယ်ဒီနားလေးကနားတယ်ကျွတ်energy I don't feel that at all in fact at 41 I feel my best ကျမဒီနှစ်ပေါင်းမြောက်များစွာပျောက်သွားတဲ့ energy I have that energy and မနေ့ကပဲကျမဖြို့ပြောနေတယ်ကျမဟိုတလောတော့ဆိုလို့ရှိရင်ကျမနေတဲ့ island ပေါ်မှာ I realized that I'm actually ကလေးတုန်းကဆိုငယ်တုန်းက energy ကိုပြန်ရောက်နေတယ်ဆိုတော့ကိုယ့်နဲ့ကိုဘယ်လိုသတိထားမိလဲဆိုတော့တယောက်တည်းကျမကားထဲမှာမှန်နေချပြီးအနောက်မှာလည်းခွေးတစ်ကောင်နဲ့တချင်းတွေဖွင့်ပြီးတော့ကြီးကျယ်အုံတိုင်းနဲ့ခုန်ပြီးတော့ I was just driving around and it's just the best feeling because အဲ့လိုမျိုး feeling မရတာအရန်ကြပြီဘာမှပတ်စံနေလဲရှိနေလို့အများကြီးပတ်စံနေတဲ့ဝင်လာလို့ရွှေငွေတွေရလို့ဘာတစ်ခုမှမဟုတ်ဖြစ်နေ just the feeling and I want you to have that feeling too so အဲ့ steps တွေကိုကျွန်မဒီနေ့ share လုပ်မယ် and the common mistakes that people make and ကိုဘဝကိုပြောင်းလဲတယ်ဆိုတဲ့အချိန်မှာလူတွေတော်တော်များများလုပ်တတ်တဲ့ mistakes တွေကိုလည်းကျွန်မ share လုပ်ပေးမယ် and I'm going to share you the total reset formula အတူချုံ version လေးနဲ့ကျွန်မတို့ share လုပ်မယ် otherwise ဒီနေ့ training ကကျွန်မတို့နောက်6နာရီတော့မှပြီးမှာမဟုတ်ဘူးဖြစ်သွားလိမ့်မယ် and the 5 limiting habits လူတိုင်းမှာ limiting beliefs တွေအကြောင်းတော့သိကြမှာပါ I always talk about limiting beliefs ကိုပြန်ပြီးတော့တားဆီးနေတဲ့ယူဆတွေခံယူထားတဲ့အရာတွေကဘာတွေလဲအဲ့လိုမျိုး limiting beliefs လို့ပဲ limiting habits တွေလည်းရှိတယ် so we're going to cover that and ကိုယ့်ရဲ့ future version ကို tap in လုပ်မယ်ဆိုလို့ရှိရင်ကျွန်မအခုဒီပြောသွားပြီးတဲ့အချိန်မှာဘယ်လိုပုံရှိလဲဆိုတာကိုကျွန်မတို့ကြည့်ကြမယ် and the best solution that I have found so far so that you can have more energy clarity and money ကျွန်မတွေ့ထားတဲ့ solution and အဲ့ဒါကိုလည်းကျွန်မ present လုပ်မယ် so yes at the end of this training ကျွန်မတို့ဒီ journey ကိုဘယ်လိုမျိုးဆက်သွားလို့ရမလဲဆိုတာကိုကျွန်မ invite လုပ်ဖို့ invitation တစ်ခုရှိတယ် and ကိုယ့်အတွက်မဟုတ်ဘူးဆိုလို့ရှိရင် you can hop off တကယ်လို့ကိုယ့်အတွက်ဟုတ်တယ်ဆိုလို့ရှိရင် you can continue the journey so with that ကျွန်မဒီပုံလေးကိုပဲကျွန်မအရင်ဆုံးပြရချင်တယ် this is not too far away nowဒီဘယ်ဘက်ကပုံอ่ะ it was actually a little bit over 2 years ago ထင်အောင်မထင်မင်းနဲ့ဒီမှာ weight တွေအများကြီးတက်လာတယ်ဒီမဲ့ကိုယ့်အနေကိုဒါမှတေးသေးချာချာမသိ actually it was about 3 years ago အဲ့တုန်းကဒီမှာ weight gain insomnia အဲ့လိုမရတဲ့ပြဿနာတွေနိုးလာလို့ရှိရင်မျက်စိတွေဖောင်းပြီးအေးပြီးတော့ဖျားဆိုဒီမှာရေခဲမနေ့တိုင်းကတ်ရတယ်ရေခဲမကတ်လို့ရှိရင်မိုးပြီးတော့နိုးလာတယ်လို့ပဲနောက်တစ်ခု mood swings တွေဟိုပကနေဆိုလို့ရှိရင်စိတ်ဆိုးတယ်မထိန်နိုင်မင်းနဲ့လူတွေကိုပြောမိတယ်စိတ်ကပုတ်လို့မဟုတ်ဘူးအထဲမှာအများကြီးမကြမ်းမာနေလို့ and creative block ကိုတခုခု create လုပ်မယ်ဆိုလို့ရှိရင်ဘာလို့လုပ်ရမှန်းမသိဘူးကွန်ပျူတာကြီးကိုရှေ့မှာထိုင်ပြီးတော့ကြောင်ပြီးကြည့်ပြီးတော့
I'm sure some of you have experienced this too. တကယ်လို့ဒီမှာ creative block ပေါ့နော်ကိုဘာလို့ရမှာမသိဘူးဦးကြောင်ကြောင်နဲ့ computer ကြီးကိုကြည့်ပြီးဖြစ်နေတဲ့သူရှိလို့ရှင် put your hands up or me ဆိုပြီးတော့ရေးပေးပါ It definitely has happened to me many times over the years. Now PMS symptoms တွေ main ကလေးတွေအတွက်သူများတွေပြောသူ period လာတော့မှမဟုတ်လို့it's not normal period လာတော့မှမို့လို့စိတ်ရိုင်းနေဝင်လာတယ်ဆိုတာက normal မဟုတ်ဘူး it's a hormonal imbalance and ဒီမှာယောက်ျားလေးတွေရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူမိန်းမညီမအမအနားမှာရှိတဲ့တငယ်ချင်းမိန်းကလေးတွေလေဒီလိုမျိုးပြန်ပြီးတော့ပညာမျှဝေပြီးလို့ရတယ် anxiety now anxiety ဆိုတာမှာလူတွေတော်တော်များများထင်တာanxiety ဆိုတရားလေးထိုင်လိုက်ဆို that's what I thought too before ဒါပေမဲ့မဟုတ်ဘူး and these are many changes ကျွန်မပြောင်းလဲလာတဲ့အချိန်မှာ this is me today အခုဒီညာဘက်ကပုံစိမ့်လေးနဲ့ပုံက this was not long ago maybe လွန်ခဲ့တဲ့တပတ်မဟုတ်10ရက်နှစ်ပတ်ကျော်ပေါ့နော်အဲ့ဒီတော့ကျွန်မရိုက်ထားတဲ့ဓာတ်ပုံကျွန်မ weight ရောအောင်အစာလည်းအငတ်မခံဘူး detox juice လည်းမတောက်ဘူးကျွန်မ diet လည်းမလုပ်ဘူး I don't do any of that ဒါပေမဲ့ကျွန်မမှာအခု I have way more energy way more creative these changes အခုဒီမှာဓာတ်ပုံနဲ့မြင်ရတဲ့ changes တွေကဒါက weight ကလေးရော့ပြီးတော့လှလာတာကိုပြောတာမဟုတ်ဘူး it's about the internal shifts ကျွန်မ weight ရော့အောင်တခုမှမလုပ်ဘူးအစာလည်းငတ်မခံဘာမှမလုပ်ဘူးဒါပေမဲ့ from there to there what happened ဘာတွေပြောင်းသွားလဲဆိုတော့အဲ့ပြောင်းသွားတဲ့ຢာတွေက hormonal balance လောက်တာတွေအများကြီးပါလာတယ်ကျွန်မ lifestyle diet ပြောင်းတာတွေအများကြီးပါလာတယ်ဒီ other plane supplements တွေအများကြီးပါလာတယ် so what I'm trying to say is ကျမတို့ကို inside out ပြောင်းလဲတယ်ဆိုတဲ့အချိန်မှာတခုတည်းနဲ့ပြောင်းလဲလို့မရဘူး we've got to do a mix of things because ကျမတို့မှာ body mind and spirit သုံးခုရှိတဲ့အတွက် we got to tackle all three of them so ဒီမှာကျမwhat I'm gonna do is I'm gonna slightly do this and training ma I want to give you actionable steps and health and wellness and leadership and mindset and healing ဒီအရာကြီးတစ်ခုလုံးပြောလိုက်ရင်လူတွေက overwhelmed ဖြစ်သွားတတ်ကြတယ်အများကြီးပဲဘာလို့မှမသိဘူးဆိုတော့ဒီ training မှာလူတိုင်း everyday people သူလိုပဲကိုလိုပဲကျမလိုပဲလူတိုင်းတစ်စင်လုပ်လို့ရတယ် simple actionable steps တွေကိုကျမဒီ free training မှာလည်းပေးသွားမယ်အဲ့ဒီအရာလေးတွေကိုလုပ်ရင်ရုံနဲ့တော့ it's so simple လူတွေကတစ်ခါလေကြာရင် expect လုပ်တယ်ကွာအကြီးပြောင်းလဲဖို့အတွက် it has to be a rocket science no it is so simple အဲ့ဒီ simple steps တွေကိုလုပ်ကြည့် energy ပိုရှိလာမယ် clarity ပိုရှိလာမယ် and you're going to receive way more abundance okay so ကျမတို့နောက်ဆုံးမှာလည်း Q&A လည်းရှိတယ် so please မေးစရာမေးခွန်းလေးရှိရင်ကျမနဲ့အတူတူဆွေးနွေးလို့ရအောင်လို့ very maybe only မေးခွန်းလောက်ကျမဖြေပေးမယ်အဲ့တော့ hang in there and we will do Q&A at the end so ဒီနေ့ကျမတို့ training ကို in depth သွားဖို့အတွက်ကကျမရဲ့ story ကိုအတူချုံးလေးအရင်ဆုံးပြောပြဖို့လိုတယ် So some of you might be familiar with my story တချို့သူတွေကကျမရဲ့ story ကိုသိလိမ့်မယ်တချို့သူတွေကအခုမှလည်းတေးသေးချာချာကြားဘူးတာလည်းဖြစ်မယ်ဒါပေမဲ့ကျမဒီ healing spirituality ဒီအလုပ်တွေကိုလုပ်နေတာ it's been a long time literally အနှစ်15နှစ်အနှစ်20 15နှစ် easily 15နှစ်ကြော်သွားပြီရှိတာဆိုတော့ဒီ healing ကိုစလုပ်တဲ့အချိန်မှာကျမလည်းသူများတွေလိုပဲစလုပ်တဲ့အချိန်မှာလုံးဝ I went deep into it into the deep end everything အရှိမတီကောင်ဖြတ်သွားရင်တော့မှတီကောင်ငါရှင်းနေဖြတ်သွားတယ် universe ကငါ့ကိုဘာ message ပေးချင်နေတာလဲမသိဘူးဆိုတဲ့အချိန်ထိတောင်မှရောက်သွားတဲ့အခြေအနေတွေရှိတယ် and literally everything was about healing now ကိုမှ heal လုပ်စရာမရှိလို့ရှိရင်လည်းနေရာမကလိုက်ရှာတယ်အဲ့တော့အရှိမရှိတဲ့ပတ်ဝန်းကျင်တငယ်ချင်းအတိုင်းဝိုင်းအလုပ်အဲ့ဒါတွေကိုတော့မှ focus မလုပ်တော့ဘဲနဲ့အားရင်ငါဘာ heal လုပ်ရမလဲဆိုတာပဲလိုက်ရှာနေတယ် so the healing became a distraction I've gone through all of that I've also gone through လူတွေကိုအနားမှာရှိတဲ့သူတွေနေဒီစောက်ဖတ်တဲ့နေဒီနာတက်တဲ့နေလုံးဖြစ်တဲ့နေ energy အရင် negative ဖြစ်နေတဲ့အတွက်ငါနာမလာသင့်ဘူး all of that I've gone through that or တခုခုဒုက္ခရောက်ပြီးစိတ်အစင်မပြေဘူး anxiety depression မဟုတ်ဘောနော်အဲ့လိုမျိုးစိတ်ဓာတ်ကျတယ်လို့ down တယ်လို့ဖြစ်လာလို့ရှင်heal လုပ်ရမယ်အဲ့နောက်ပိုင်းကျတဲ့အခါကျတော့ astrology ဘက်ရောက်သွားပြီးတော့Mercury က retrograde ဖြစ်နေလို့လာပြည့်လို့လာကွယ်လို့လာဟောဖြစ်လို့ကျဲပြုတ်ကြလို့အမျိုးစုံ everything literally was outside of me everything was outside of me it was so exhausting ဘာဖြစ်လို့လဲဆိုတော့
ခရီးဆုံးမရောက်နိုင်တော့လုံးဝမရောက်နိုင်တော့ and the most important thing is ဘယ်အရာမှကိုယ် control ထဲမှာမရှိဟိုလာကြောင်ဖြစ်လိုက်ကြေကြောင်ဖြစ်လိုက် retrograde ကြောင်ဖြစ်လိုက်ဟိုဘေးရင်စရာဟောလို့ဖြစ်လိုက် right ဒါမှမဟုတ်လို့ရှိရင်ဟိုလူက negative ဖြစ်လို့ဖြစ်လိုက်ဟာဒီလူကဘာဖြစ်လို့ကြောင်ဖြစ်လိုက် everything was about everything else except us အဲ့ဒီ journey ကနေပြီးတော့တဖြည်းဖြည်းနဲ့ and I think it's okay လူတိုင်းဒီလိုပဲဖြတ်သန်းရတာပဲဒါပေမဲ့အဲ့ဒီမှာကျွန်မမြင်လာတာပါလဲဆိုတော့ wow the healing and spirituality ဆိုတာကြီးက distraction ကြီးဖြစ်လာပါလားတကယ်တမ်းငါ focus လုပ်ရမှာအရှိအလုပ်ကိုပြီးအောင်လုပ်ရမှာငါတကယ်တမ်း focus လုပ်ရမှာကငါကျမ်းမာရေးကိုဂရုစိုက်ရမှာငါတကယ်တမ်း focus လုပ်ရမှာငါရောက်ခမနဲ့အစင်မပြေနေတဲ့အရာကိုအစင်ပြေအောင်လို့ငါသွားပြီးတော့စကားထိုင်ပြောရမှာငါတကယ်တမ်း focus လုပ်ရမှာကငါယောက်ျားနဲ့ငါမိန်းမနဲ့ဟိုပေါ်တင်အပေါ်ရမှာစကားမပြောဘဲအနောက်ဘက်ကနေကြိတ်ဖြစ်နေတဲ့အရာတွေကိုမဟုတ်ဘူးလား let's have a hard conversation အဲ့ဒါတွေကိုမလုပ်ဘူးခဏနေကြရင် breath work လေးလုပ်လိုက်အောင်မယ်ခဏနေကြရင် meditation လေးလုပ်လိုက်မယ်ခဏနေကြရင် activation လေးလုပ်လိုက်အောင်မယ် we keep running around and the thing is that အရေးတွေတောက်နေလို့ရှိရင်တော့တိတာလေနင်ပျက်စီးနေပြီဒါပေမဲ့ကိုယ့်အတွက်ကောင်းတဲ့အရာတွေpersonal development လုပ်နေတယ် healing လုပ်နေတယ် spirituality လုပ်နေတယ်astrology လုပ်နေတယ်ဒါတွေလုပ်နေတယ်ဆိုတော့ under the name of that တကယ်တော့ကျွန်တော်တို့ထွက်ပြေးနေတော့မယ် so I did that too and အဲ့လိုမျိုးဖြစ်လာတဲ့အချိန်မှာကျွန်မဘာတွေကိုသိလာလဲဆိုတော့ wow what am I running away from and simultaneously အဲ့ဒီအချိန်မှာကျွန်မကကျမ်းမာရေးကတော်တော်လေးကိုဆုပ်ယုပ်နေပြီကျွန်မသတိထားမိတာကတစ်နှစ်လောက်ရှိနေပြီအဲ့ဒီအချိန်မှာဒါပေမဲ့I didn't really understand fully အဲ့ဒီအချိန်မှာကျွန်မ energy မရှိဘူးလူကအမြဲတမ်းပင်ပန်းနေအဲ့လိုမျိုးအဲ့ရထဲမှာ almost always ဘာလို့တကောလုံးကနာကျင်ကြိုက်ခဲနေတယ်ခုနပြောလို့နိုးလာမျက်လုံးတွေကဖောင်းပြီးနိုးလာရှင်တော့ဆိုကျွန်မ bath ထဲမှာ Epsom salt နဲ့နေ့တိုင်းတနေ့ကို2ခါ3ခါစိမ့်ရတယ်အဲ့လိုမျိုးမစိမ့်လို့ရှိရင်တကူလုံးကဘယ်လိုဆင်းဆဲကောင်လောက်တက်လျှောက်ထားတယ်လို့ပဲနာကြိုက်တာဆိုတာရန် it was a lot so I tried so many things ဆရာဝန်တွေစီလဲသွားတယ် and ဆရာဝန်တွေ mainstream doctors တွေစီသွားလို့ရှိရင် unfortunately ကျွန်တော်တို့ mainstream doctors တွေနဲ့ functional doctor integrative doctor တွေနဲ့ဘာကွာလဲဆိုတော့ mainstream doctors တွေကacute diagnosis တွေ symptomatic healing တွေအတွက်တော်တယ်ပြောချင်တာကကျမတို့အခုချိန်မှာခြေထောက်ကျိုးသွားတဲ့အချိန်မှာသွားမန်းမှုန်နေလို့မရအောင်ခြေထောက်ကျိုးသွားရင်စိတ်ဝင်သွားမယ် surgery လုပ်ရမယ်ခြေထောက်ကိုပြန်သွားဆက်ရမယ် right အခုချိန်မှာအတက်ပေါက်နေလို့ချိန်မှာတရားထိုင်ပြီးတော့အတက်လေးပြင်းပြီးမပေါက်ပါနဲ့လို့ကျမတို့လုပ်လို့မရ we got to go to the hospital တက်ပါသွားပြီးဘိုက်ခွဲရမယ်ဒါပေမဲ့ integrative heal doctors တွေ functional doctors တွေကျတော့ဘာကြည့်တာလဲဆိုတော့ကျမတို့ခန္ဓာကိုယ်တွေမှာ mainstream ပုံမှန်တာမန်ဆရာဝန်တွေမမိတဲ့အရာတွေကိုသူတို့ကကြည့်တာဘာလို့ဆိုတော့ဆရာဝန်တွေတော်တော်များများကသူတို့က side လို့တစ်ခုတည်းကိုပဲကြည့်တာ okay ခေါင်းကိုက်နေလားရော့ပဲနဲ့တော့ဟိုဟာဖြစ်နေလားရော့တရား whereas functional doctors integrative doctors တွေကသူတို့က system ကြီးတစ်ခုလုံးကြည့်တာကြည့်တဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာဘယ်နားတွေအောက်နေလဲဘယ်နားတွေမှားနေလဲဘယ်နားတွေ balance မဖြစ်နေဘူးလေဒါတွေကိုသူတို့ကြည့်တာပေါ့ so to cut the story short ကျမ mainstream ဆရာဝန်တွေ general practitioners တွေ Australia မှာတယောက်ပြီးတယောက်သွားတယ်အကုန်လုံးကကျမကိုဘာမှမဖြစ်ဘူးလို့ပြောတယ်အိမ်မှာကျမအဲ့ຢာတွေကမထနိုင်ဘူးဘာမှမဖြစ်ဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်နောက်ဆုံးသူတို့ကပြောတယ်အဲ့ဒါတွေအကုန်လုံးနင့်ခေါင်းထဲမှာဖြစ်နေတာ I know my body ကျမခေါင်းထဲမှာဖြစ်နေတာမဟုတ်ဘူး something is very wrong with my body hey mainstream general practitioner GP မှကျမကိုမပြောနိုင် so I ended up finding it out about myself and ရှာဖွေလာရင်နဲ့ကျမစေးရုံတက်တဲ့အချိန်အထိလည်းရောက်သွားတယ်အဲ့တော့နောက်ဆုံးမှာအခုဆိုလို့ရှိရင် I have a team of functional and integrative doctors and ကိုယ့်အနေကိုလည်းကျမမှာ gadgets တွေစက်ပေါင်းမြောက်များစွာရှိတယ်ကိုယ့်အနေကိုယ့်ရဲ့ health data တွေလည်း track လုပ်တယ် and အဲ့လိုမျိုးနေရာနေပြီးတော့ now အသက်42နှစ်မှာ I really feel like ကျမအသက်22နှစ်လောက်တော့စပြီးတော့တောင်းချမ်းတဲ့အချိန်ပေါ့နော်ကားတစ်စီးနဲ့မောင်းပြီးတော့တောင်းချမ်းနေဆိုတာတငယ်ချင်းတွေနဲ့ရှောက်သွားပြီးပျော်ပါနေတယ် literally I feel 21 again at 41အသက်42နှစ်မှာ22နှစ်အရွယ်လိုပဲပြန်ခံစားရတယ် and that is so important because ကိုအဲ့ energy ဟာသူများတွေပြောတယ်အသက်35ကျော်40ကျွတ်ဆိုတဲ့ဟာကိုလုံးဝနားမထောင်နဲ့အသက်ကြီးရင်ကြာလာပြီဆိုတဲ့ဟာကိုလုံးဝနားမထောင်နဲ့အဲ့ဒီကြာလာတာတွေကို
weight လျှော့တာတွေအစာငတ်ခံတာတွေ filler တွေဗာလေ botox တွေ surgery တွေလုပ်ချင်လို့ရှိရင်အဲ့ဒါတွေနဲ့လုပ်မယ်စာ let's change this because ဒီအထက်ကဟာပြောင်းလဲလာရင်နံပါတ်1အချက်အရင်ဆုံးဖြစ်လာမှာ you're going to be so much more happier ဖျားစု you're going to be so much more happier ပျော်လာလိမ့်မယ်နံပါတ်2အချက် you're going to have way more energy တွေရှိပြီးတော့ဘာလို့အမှန်တော့မသိဘူးမလေးဟိုကလည်းလုပ်ချင်တရားလည်းလုပ်ချင် because you can do everything နံပါတ်3အချက် your mind is so clear စိတ်ကကြည်လာတဲ့အချိန်မှာ idea တွေရှိလာမယ်ငါဒီလမ်းကိုရွေးတင်တယ်ဒီလမ်းကိုရွေးတင်ဒါကိုလုပ်တင်တယ်ဒါကိုမလုပ်တင်ဘူးဆိုတော့မျက်စိမိတ်ပြီးတရားထိုင်စေရတော့မှမလိုတော့တဲ့အခြေအနေတွေဖြစ်လာမယ် Now don't get me wrong ကျမဒီနေ့ထိတရားထိုင်တော့မယ်ကျမဒီနေ့ကျမရဲ့ protocol လုပ်တဲ့အရာတွေအများကြီးရှိတယ် and ဒီမှာ bits and pieces ကျမ share လုပ်သွားမယ်ဒါပေမဲ့ don't you want to be အခုဒီမှာရှိတဲ့သူတွေ please let me know အကုန်လုံးအဲ့ဒီနေရာကိုမရောက်ချင်လား you have so much energy လည်းရှိမယ် you are stronger physically ဟိုကလည်းမသေးနိုင်မကဲနိုင်မကုန်းနိုင်မကွနိုင်ဟာ no like you are strong စိတ်ကလည်းကြည်တယ် intuition တရားတွေထိုင်ပြီး breath work တွေလုပ်စရာမလို you are connected right and you're just basically happy ပျော်နေတာအတွင်းကနေစက်နေလည်းမလို့ဘာမှမလို့ပဲနဲ့ပျော်နေတာ don't you want to be there အဲ့နေရာမရောက်ချင်လား yes exactly I want to be there ရောက်ချင်တယ် exactly and အဲ့နေရာမရောက်ဘူးရင်ကိုကမသိဘာလို့မသိလဲဆိုတော့မနေ့ကပဲ literally ဒီ conversation ကိုကျွန်မပြောနေတာကိုဘဲဘက်ကိုပဲကြည်ညာဘက်ကိုပဲကြည်လူတွေအကုန်လုံးက stress out တွေဖြစ်အကုန်လုံးကျနားလိုက်တာအစင်မပြေဘူးပတ်စံမရှိဘူးခက်ခဲတယ်ဟိုအကုန်လုံးကဘဲဘက်ကြည်ညာဘက်ကြည်ဒါပဲဆိုရင် then that becomes your normal ဟုတ်တယ်နော်ဒါကိုယ့်ရဲ့ normal တစ်ခုဖြစ်လာ you normalize it shouldn't be normal thing တကယ် normal ဖြစ်တဲ့နာဘဲဘက်ကိုပဲကြည်ညာဘက်ကိုပဲကြည် everybody's happy တိုင်းတာတစ်ခုထိကားတွေတိုက်တွေပတ်စံနေကြမဟုတ်ဘူး we're just happy အတွင်းရနေပြီးတော့ right happy light ပို့ပါပြီးတော့ energy လည်းရှိနေပြီးတော့ that should be our natural state ဒါကျမတို့ရဲ့ပင်ကိုယ်တဘာဝဖြစ်တယ် because ကျမတို့ကလေးတွေကမွေးလာတဲ့အချိန်မှာof course ကျမ်းမာရေးမကောင်းမင်းနဲ့မွေးလာတဲ့ကလေးကိုပြောတာမဟုတ်ဘူးနော်ကျမ်းမာပြီးမွေးလာတဲ့ကလေးတွေကိုဘယ်ကလေးများမွေးလာတဲ့အဲ့ကလေးပေါက်စားလေးတွေအခုမွေးလာပြီးတော့3 4 5နှစ်အမှကစားနေကြတဲ့အချိန်မှာ have you seen a little child going oh စမပြေဘူးဘွားမဟာခက်ခဲတယ်ပြင်မနဲ့တွေ့ဘူးလားမတွေ့ဘူး what do they want to do they just want to play because why သူတို့မှာ energy အများကြီးရှိလို့ yes ဒီမှာရှိတဲ့သူတွေအဲ့တော့ if you can feel it give me a yes in the chat box because any လိုမျိုး energy ကို if you can tap into that your life's going to change okay awesome I'm getting lots of yeses thank you so much for interacting with me all right so ဒီမှာကျွန်မမေးချင်တာ let me know if this is you just give me a yes okay နံပါတ်1ချက် energy မရှိ tired ဖြစ်ပင်မနေလောက်ဆက်ရှိရတော့လောက်တယ်ပြီးလို့ရှိရင်ပြန်လာရင်ပင်မနေဘာမှမလုပ်ချင်တော့ဘယ်သူမှလည်းအချိန်မဖြုံးချင်တော့ပြီးလို့ရှိရင်ကိုကအရင်ကပင်မနေတဲ့အတွက်coffee တွေတစ်ခွက်ပြီးတောက်ပြီးတော့မနေ့ထောင်လုပ်နေရတယ် or အချိုတွေစားမယ် or ခေါက်ဆွဲကြော်တွေစားမယ်ထမင်းကြော်တွေစားမယ် right ဒါမှမဟုတ်လို့ရှိရင်အချိုမုန့်တွေစားမယ် whatever all of those sugar coffee ဒါတွေအကုန်လုံး stimulants တွေပဲအဲ့လိုလုပ်တော့မှကိုကနည်းနည်းလေး focus လုပ်လို့ရတယ်If that's you, give me a yes. Big yes, big yes, 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 yes.အခုလည်း energy မရှိဘူး I know this feeling because ကျမကိုယ်တိုင်ဖြစ်ဖူးတယ် No money. Now no money ဆိုပတ်စံတပြားမှမရှိဘူးလို့ပြောတာမဟုတ်ဘူးစိတ်ထဲကနေယူဆတာငါမှပတ်စံမရှိဘူး Who here says this all the time by the way ဟုတ်တယ်ဆို me လို့ရေးပေးပါ me ဆိုပြီးရေးပေးပါပတ်စံမရှိဘူးပတ်စံတော့မရှိဘူးပတ်စံမရှိဘူး Who says that all the time Okay you got to stop saying that If you keep saying that, what's your reality? What's it gonna be? It's gonna be because that's your affirmation. Universal university so universal okay Can you see that? So ပတ်စံမရှိဘူးဆိုတာကနံပါတ်1ချက် paycheck to paycheck ဖြစ်နေတာလဲပါတယ်လို့မျိုးပါဇက်ကနေတစ်ချိန်လုံးယွတ်နေတော့ then that shall become your reality Number 3 clarity မရှိ who is it clarity မရှိဘူးလို့ကိုခံစားရဆိုရင်number 3 me good ထုတ်ရေးပြပါso
stuck ဖြစ်နေတယ်ဘယ်ဆက်သွားမှမသိဘူးဘာဆက်လို့မှမသိ overwhelmed ဖြစ်နေလို့ဆရာတွေကအများကြီးပဲဘာလို့မှမသိ right and ဒီကနေဘယ်ဆက်သွားမလဲ I don't know yes 3 me number 3 no clarity me I feel overwhelmed yes I get that now I want to say this ဒီလိုမျိုး energy မရှိဘူးပတ်စံမရှိဘူး clarity မရှိဘူးဆိုတဲ့အချိန်မှာဒီလို personal development အလုပ်ကလေးတွေနည်းနည်းစလုပ်လာတဲ့လူတွေကဘာလုပ်လဲဆိုဟာတရားထိုင်ရမယ် who does that if that's you yes လို့ရေးပေးပါ most people do that activation တွေသွားလုပ်ရမယ် abundance activation လုပ်ရမယ် yes I get that because မလုပ်နဲ့လို့ပြောတာမဟုတ်လို့ it's good မဲ့အဲ့ဒီဥစ္စာကအဖြေတစ်ခုတည်းမဟုတ် because sometimes energy မရှိတာပတ်စံမရှာနိုင်တာ clarity မရှိတာကကျမတို့အပြင်ကကြောင်မဟုတ်ဘူးအထဲကကြောင်အထဲမှာ imagine ကျမတို့ကားထဲမှာဓာတ်ဆီလည်းမရှိဘူးဟိုဓာတ်ဆီကလည်းကချောက်ကချွတ်ကလေး right engine ကလည်းတော်တော်လေးကိုပြတ်နေပြီ battery ကလည်းခဏခဏ down တယ်ဟိုပြီးတော့ရေကလည်းခဏခဏဆူတယ်အဲ့တော့အဲ့ဒီကားကိုမောင်းရင်ကျမတို့ဆက်နှိုးလိုက်ဒူးနဲ့နည်းနည်းလေးရွေ့လိုက်ပြင်ကားပြန်ရပ်သွားလိုက်ပြင်ဒူးနဲ့ပြန်သွားလိုက်ပြင်ကားရပ်သွားလိုက် that's what most of us are doing အဲ့တော့အဲ့ဒီကားကအဲ့တော့ပြီးတော့ကျမတို့ဘေးကကားကိုကြည့်လိုက်တဲ့အချိန်မှာ तू ကဆိုပြီးတော့ပန်းတိုင်ရောက်သွားတယ် and then ကျမတို့ကပြောတယ်ငါလည်းဒီလမ်းကိုသွားနေတာပဲသူလည်းဒီလမ်းကိုသွားနေတာပဲဘယ်လို तू ကအမြန်ဆုံးရောက်သွားလဲ well because तू ကသူ့ကားရဲ့ဓာတ်ဆီအကောင်းစားထည့်တယ်လေ yes ဓာတ်ဆီအကောင်းထည့်တယ်သူ့ကားကိုအမြဲတမ်းသူဆေးတယ်သူ engine ကိုသူအမြဲတမ်းကြည့်တယ် engine oil လည်းဖြည့်တယ်သူ့ကားရေလည်းမဆူဘူး maintenance လည်းပုံမှန်လုပ်တယ် whereas ကိုကကိုကားကိုပစ္စလက်ခထားတာ so of course သူ့ကားပုံမြန်တာပေါ့so ဒါကြောင့် manifestation လုပ်တယ်ပတ်စံရှာတယ်ဘဝမှာအောင်မြင်မှုတစ်ခုလမ်းတစ်ခုကိုဖောက်တယ်ဆိုလို့ရှိရင်လူတွေကသူများတွေကိုကြည့်ပြီးတော့ဟင်သူတို့ကြရဖြစ်တယ်ငါကြရမဖြစ်ဘူး that's because of your engine ကိုကား engine ကြောင့်ကိုကားတွေကိုထည့်တဲ့ဓာတ်ဆီကြောင့် and that's what we're going to be changing right okay so တချို့သူတွေကသူတို့ဘာလို့မှ realize မလုပ်ဘူးလဲဆိုဒီ energy မရှိတာပတ်စံမရှာနိုင်တာ clarity မရှိတာတကယ်ဒါတွေအကုန်လုံးက it's all connected it's all linked အားလုံး link ဖြစ်နေတာဒါပေမဲ့အဲ့ဒီ link ဖြစ်နေတဲ့အရာကိုမသိတော့ကျမတို့ခုနပြောတဲ့ mainstream ဆရာဝန်တွေလိုပဲရော့ကောင်းကရင် Panadol တောက်ဟိုဝန်းသွားလို့ရှိရင်ဝန်းပိတ်ဆေးတောက်ဟိုဖြစ်လို့ရှိရင်ဒီဆေးတောက် we're treating the symptoms whereas ကျမတို့ဒီနေ့ဒီ training ကနေပြီးတော့ဘာဆက်လုပ်ကြမလဲဆို we're going to become functional doctors we're going to become integrative doctors and ကိုယ်ခန္ဓာကိုယ်ကြည့်ပြီးတော့ we're going to look at as a whole တစ်ခုလုံးကြည့်တပိုင်းလေးတွေစီမကြည့် yeah ကျမရေ retreat စီကိုလာတဲ့သူတွေမှာကျမဟိုရင်တော့လည်းပြပြဖို့ပါတယ်သူအမျိုးစုံချို့သူတွေ skin problems ဖြစ်နေတဲ့သူတွေရှိတယ် skin problems ဖြစ်တော့သူတို့ makeup တွေပြောင်းလဲနေလို့ဟို skin products တွေပြောင်းနေလို့ဒါပေမဲ့တကယ်တမ်းဖြစ်နေတဲ့အဲ့ skin problems အပေါ်ကနေပြောင်းလဲနေ makeup တွေskin products တွေအကြောင်းမဟုတ် there is something inside and အဲ့ဒီအထဲကအရာကိုသူတို့ solve လုပ်နိုင်တဲ့အချိန်မှာအဲ့ဒီ skin problem မှာပျောက်သွားတဲ့သူတွေအများကြီးပဲရှိတယ် weight တက်တယ် same thing အပြင်မှာတက်လာတဲ့ weight ဟာတကယ်တော့ it's a symptom and အဲ့ဒီ symptom ကိုလူတွေကပိန်ဆေးတွေတောက်မယ် please အခုဒီမှာပိန်ဆေးတောက်တဲ့သူရှင် don't do that just don't do that ဟို detox juice တွေတောက်တဲ့သူရှင် don't do that and ဟိုအစာငတ်ခံတဲ့သူတွေရှင် don't do that let's not do that in fact အစာအများကြီးပိုစားပြီးတော့ weight လျော့စေတဲ့နည်းလမ်းတွေကျွန်မ I can share all of that with you okay don't you like would want it like ကိုစားချင်တာတွေစားပြီးတော့ weight လျော့သွားတဲ့အရာအောင် because it's all interconnected right အဲ့တော့အဲ့ဒီဟာတွေအကုန်လုံးလည်းကျွန်မတို့က we're going to go through in secret society and detraining မှာကျွန်မနည်းနည်းစီ share လုပ်သွားမယ် so let's go into the total reset formula so again ကျွန်မပြောသလိုပဲဒီနေ့ I have a lot to share so I'm going to go as quick as possible now basically ကျွန်မတို့ map တစ်ခုကိုကြည့်လိုက်တယ်ဆိုလို့ရှိရင် this is the map and the journey of the total reset formula so 9 steps ရှိတယ် so number 1 set your vision ကျွန်မ pointer မြင်ရလားမမြင်ရလား I'm not sure but number 1 who အောက်ဆုံးလေးမှာ set your vision can you see my pointer if you can yes လို့ရေးပေးပါ thank you number 2 okay great number 2 flush and reset number 3 build strength number 4 that is steps တွေနော် balance your hormone step 5 heal your gut one bite
Aside, heal your gut. And when you heal your gut, by the way,ကိုယ့်ရဲ့ bite ကို heal လုပ်နိုင်ရင် heal တဲ့ဆိုတော့ဆိုပြီး man နဲ့ဟာကိုပြောတာမဟုတ်ဘူး I'm really healing the gut အဲ့ဒီအချိန်မှာကိုယ့်ရဲ့ identity ကပါပြောင်းသွားတယ် I'm going to explain a little bit later. And optimize rest and recovery. ကျမတို့လူတိုင်းမှာလိုတယ် rest လုပ်ဖို့ recovery လုပ်ဖို့ and we're going to go in that a little bit. Expand your energy. ကိုယ့်ရဲ့ energy ဘယ်လို expand လုပ်မလဲ and step number 8, reflect and refine. And step number 9, embody your next level. So this is basically ကျမတို့ total reset formula secret society မှာလုပ်သွားမယ်ကျမတို့ 9-month journey ပေါ့ Now I want to say ကျမတို့ 9-month journey မှာဒီလိုမျိုးမြင်ချောင်းလေး visual မြင်ရအောင်ဆွဲထားပေးပြီမယ် healing and transformation ဘယ်တော့မှ linear မဟုတ်ဘူးဘယ်တော့မှ okay တစ်ပြီးရင်နှစ်ပြီးရင်သုံးပြီးရင်လေးသွားတာတော့မဟုတ်ဘူး the healing and transformation usually is like this တခါလေကြာအရှိကိုလည်းပြန်ရောက်သွားပြီးရင်ဟိုနောက်ပြန်သွားပြီးဟိုရှိပြန်သွားဟိုနောက်ပြန်ရောက်သွားတယ် that's the journey but in terms of the steps and the formula this is what we're going to be doing so let's go into that a little bit well so set your vision so ကျမတို့ဘာပဲလုပ်ကွာ life မှာကို vision တစ်ခုတော့ရှိရမယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီ vision ကိုမသိခွဲလို့မရအောင်အဲ့တော့ဟိုရှေ့တုန်းကတော့ကျမတို့ပြောနေကြတဲ့လူတွေပြောနေကြတဲ့ vision တွေကြားဘူးတယ် and by the way side note စကားပြောတာအရန်ရှာလိမ့်နေတဲ့အတွက်ကျမစကားပြောတာမပြီးဘူးလို့ခံစားရတယ်နားမလည်လို့ရှိရင်ပြန်မေးပါကျမစကားပြောနေတာကို at least ကျမစကားပြောတာလုံးဝအဆင်ပြေမနေဘူးဒီပါစက်ထဲမှာဟိုထည့်ထားတဲ့အတွက်soရင်တော့ဆိုလို့ရှိရင်တော့လူတွေ share လုပ်ကြတာကျမဘာခဏခဏကြားလဲဆိုတော့ပတ်စံဘယ်လောက်ဝင်ခြင်းနဲ့ပတ်စံဘယ်လောက်လိုခြင်းနဲ့ဆိုပြီးတော့ပြောကြတယ် now that shouldn't be your vision should be bigger than that ကိုယ့်ရဲ့ vision အနာဂတ်အမြင်ပေါ့အများကြီးပိုကြီးတယ် so အဲ့ဒီအနာဂတ်အမြင်အဲ့ဒီ vision ဆိုတာဘာမျိုးတွေဖြစ်မလဲအဲ့ဆိုရင် Arabelle အိမ်ဒီတိုက်တွေကားတွေဝယ်ခြင်းနဲ့ good that's quite big right ဒါပေမဲ့အခုဒီမှာရှိတဲ့သူတွေroughly I'm assuming right if you don't mindတကယ်လို့ share လုပ်ရတာမဖြစ်ဘူးဆိုလို့ရှိရင် actually Anna can you create a poll for me and at that range လေးအမသိချင်တယ် so 25 to 30 35 to 45 and 45 and above အမကိုပြီး poll လေးဒီ group ထဲမှာတစ်ချက်လောက် share လုပ်ပေးပါ because I want to know the age of the people ရတယ် share မလုပ်နဲ့မဟုတ် poll လုပ်တဲ့အခါကျတော့မှ everybody's sharing okay that's good but that was fast yeah did you do that oh my god that was fast yeah later so good thank you okay so ဒီမှာတဲ့အသက်က30 to 40ကအများဆုံး the second group က40 to 50 and the third largest group က20 to 29 okay good amazing so အခုကျမတို့ဒီကို20 to 29က vision နဲ့ 30 to 40 vision နဲ့တူချင်မှတူမယ် so 20 to 29ကသူတွေရဲ့ vision တွေကor 20အောက်ဆိုလို့ရှိရင် it would be a different vision ပေါ့နော် so ကိုရဲ့အနာဂတ် vision ကဥပမာကျမသာ20 to 29 age gap မှာရှိတယ်ဆိုရင် I would be thinking about financial success အဲ့ဒါကိုကျမစဉ်းစားမယ် definitely financial success ငါဘယ်လိုနိုင်ငံမှာသွားနေချင်တယ်ဘယ်လိုနေချင်တယ်ဘယ်လိုလုပ်ချင်တယ်ဘယ်လို partner လုပ်ချင်တယ်ဘယ်လိုအိမ်တောင်ရှိချင်တယ်စသဖြင့် I would be thinking of that and 30 to 40မှာကျမရှိနေပြီဆိုလို့ရှိရင် I would be thinking about okay ငါဒီကနေပြီးတော့နောက်10နှစ်15နှစ်မှာငါဘာတွေဖန်တီးချင်လဲ how do I want to move through life ငါဘာတွေ create လုပ်ချင်လဲဆိုတာကိုကျမစဉ်းစားနေပြီ40 to 50ကြားမှာရှိတဲ့သူတွေဆိုလို့ရှိရင် I would be thinking okay ငါကျန်တဲ့ now another 10 20 30 years မှာငါရဲ့ retirement အတွက်how do I want to retire now retire လုပ်တယ်ဆိုတာကလို့ retire လုပ်တာမဟုတ်ဘူး to me retirement is just enjoying life ဒါပေမဲ့ if I'm enjoying life ကျမရဲ့သားသမီးကိုကျမလောအောင်ကိုဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ retirement plan ဟာကျမသားလောမဖြစ်တယ်why ဘာကြောင့်ကျမအဲ့ဒီ burden ကြီးကိုကျမသားကိုပေးမှာလဲ I'm not going to give that burden to my child ဘာဆိုတော့ကျမသားမှာ he has a whole life to live အဲ့ဒီအချိန်မှာကိုကအိုစားပြီးတော့နေမကောင်းပြီးတော့သူ့စီကနေပတ်စံနေတောင်းပြီးတော့တာနေငါ့ကိုလှုပ်ပေးမှရမယ်ဆိုတော့ကျမခဏခဏကြားဘူးတဲ့အဲ့ဒါမျိုး client စီကနေပြီးတော့I would never put that burden on my child never
အဲ့တော့အခုဆိုလို့ရှိရင်ကျွန်မ41ကျွန်မစစဉ်းစားနေပြီခင်ဗျာ retirement လုပ်မယ်ဆိုလို့ရှိရင်ငါဟို facility မှာသွားနေမလား old age home မှာတစ်ချိန်မှာသွားနေမလား old age home ဆိုတာကွာဟိုဆော့ဆော့ပြက်ပြက်ကြီးဖြစ်စရာမလိုဒါပေမဲ့ကိုကြိုက်တဲ့ဟာကိုတတ်နိုင်တဲ့ဟာကိုဝယ်ပြီးတော့ကိုစိတ်ကြိုက်ခလုတ်ကလေးနှိမ့်လိုက်တာနဲ့ကိုကိုကူညီမဲ့လူရောက်လာတဲ့ဟာမျိုးပတ်စပ်ကိုပတ်စံရှိတယ်ပတ်စံပေးထားနိုင်တယ်အဲ့လိုမျိုးနေရာမှာနေမလားဒါမှမဟုတ်လို့ရှိရင်ကိုအသက်ကြီးလာလို့နေတဲ့အချိန်မှာကိုရဲ့အိမ်မှာခလုတ်ကလေးနှိမ့်လိုက်တာနဲ့လူရောက်လာတဲ့အိမ်မျိုးမှာနေမလား I haven't done anything but I started thinking about it that's what I'm trying to say so again vision တွေကမတူတယောက်နဲ့တယောက် so thank you for sharing all of that and poll လေးကိုမှပိတ်ပေးပါ how do I close this okay I closed it okay thank you so you really need to start thinking about your vision ဒါပေမဲ့ဘယ်အရွယ်ပဲဖြစ်ဖြစ်20 30 40 50 whatever your age range or age gap is ကိုယ့်ရဲ့ vision ထဲမှာ one of the things that should be definite 100% is ငါဘယ်လောက် healthy ဖြစ်မလဲ and in order for you to be healthy ကျွန်မမှတ်မိတယ် I think မနှစ်တုန်းကထင်တယ်ကျွန်မတို့I can't remember what it was called Anna maybe remind me that in the Zoom chat box ထဲမှာရေးပေးပါ some kind of challenge where ကျွန်မတို့ meal the anti-inflammatory meal စီလာမသိဘူးဟို chat ပြီးတော့စားကြပြီးတော့ကျန်းမာရေးကိုကောင်းဖို့အတွက်ဆိုပြီးကျွန်မ free challenge လုပ်ပေးတယ်လုပ်ပြီးတော့ချို့တွေကကျွန်မပို့စပတ်ဆက်ဆေးကြတယ်သူကသူဘာမှနေလို့လေငါတို့တွေကဒါမျိုးတွေစားတယ်ထင်လို့လားဆိုတော့မစားချင်မစားနဲ့ပေါ့ free လုပ်ပေးထားတဲ့ဟာကိုမကြိုက်ရင်လည်းထွက်သွားလိုက်လေ why are you coming here in here and making a noise right so what I'm saying is အခုချိန်မှာကျွန်မစားချင်တာတွေပေါက်တကယ် KFC McDonald's နေတိုင်းစားနေလို့ရတယ်ကောက်ဆွဲကြော်တွေနေတိုင်းစားနေလို့ရတယ် but ဘသူကအဲ့ဒီတန်ကိုခံရမှာလဲဆိုတော့45နှစ်ကျွန်မခံရမှာအသက်50ကျွန်မခံရမှာအသက်55နှစ်ကျွန်မခံရမှာကျွန်မသားသမီးကျွန်မသားခံရမှာ because ကျွန်မကိုကျွန်မဂယုမဆိုင်ရင်အဲ့ဒီဒီဝင်တုပ်ကြီးကိုတစ်ချိန်မှာသူထမ်းရမှာ I'm not going to give it to him my child is not my retirement plan simple so set your vision အဲ့ဒီအချိန်မှာကိုဘယ်လိုမျိုးစပြီးတော့တာဝန်ယူတော့မလဲဆိုတာကိုလေစဉ်းစားဖို့လိုတယ်Does it make sense? The fam way. Yeah, I think that's what it was called. I'm trying to catch up with my own things. Thank you, Dazir. All right, let's go to step number 2, flush and reset. Tomorrow, inside out, we got to flush ourselves. So, I'm going through a flush. Flush လောက်ရနည်းနည်းခက်တယ် because ကျွန်မ kitchen တစ်ခုလုံးဒီကိုသယ်လာမှပဲရမယ် hotel ကနဲ့မှနေနေတယ်လိုချင်တဲ့ပစ္စည်းတွေကမရအောင် although ကျွန်မရဲ့ supplements တွေက literally ထုတ်လိုက်ကြည့်ကိုကျွန်မယူလာတယ်ဒါပေမဲ့တချို့သောပစ္စည်းတွေကို blender တွေပါသယ်လာရင်ကျွန်မတစ်တာနှလုံးလောက်နဲ့သယ်လာမှာဆိုတော့ I didn't have that but I'm still trying to stick to my flush so ဘာကြောင့် flush လုပ်လဲလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်တော့ကျွန်မတို့တအိမ်လုံးဖြားကြတယ် influencer A ဆိုပြီးတော့ I don't know influencer AB ရှိမှန်းတော့မသိဘူး apparently there is and တော်တော်ဆိုးတယ်တော်တော်လေးကိုဆိုးတယ် and အဲ့ဒီအချိန်မှာဆေးတွေတောက်ရတယ်အဲ့တော့ဆေးတောက်တဲ့အချိန်မှာကျမရဲ့ခန္ဓာကိုယ်က it shows straight away water retention မျက်နှာချက်ချင်းပြန်ဖောင်းလာတယ်လူကြီးက bloated ဖြစ်လာတယ်ဘိုက်ကမသိလို့ရှင်လို့3လလောက်ဘိုက်ကြီးနေတယ်လို့ပဲဘာမှမဟုတ်ဘဲနဲ့ဘိုက်ကပြန်ဖောင်းလာတယ် it's all inflammation ရောင်တာand any inflammation လူတွေကထင်တာကွာဒီလိုမျိုးရောင်နေတော့မှရောင်နေလို့ထင်တာ actually ကျမတို့ရဲ့ခန္ဓာကိုယ်မှာလူတိုင်းမှာ inflammation တွေအများကြီးပဲ so we got to flush so any system ကို flush မလုပ်ရင်ဘာနဲ့တူလဲဆိုတော့ကျမတို့အမိုက်ပုံးကိုမပြစ်ဖ ೇನೆ အဲ့ဒါအမိုက်တွေပြစ်ထည့်နေတယ်လို့ပဲကျမတို့ဗီဒီယိုတွေကအဝတ်ဟောင်းတွေကိုမထုတ်ဖ ೇನೆ အသစ်တွေဝယ်နေတယ်လို့ပဲ that's what we're doing so that's what we're going to be doing in step number 2 and step number 3 we got to build strength now strength training is very important ဘလားထွက်အောင်မဟုတ်ဘူးဘိုက်ကလေးချက်အောင်မဟုတ်ဘူးဖင်လေးကောက်လာအောင်မဟုတ် strength your muscles are very important ခုနကကျမတို့ whole အရာဒီမှာ30ကနေပြီးတော့50 range ကအများဆုံးအုပ်စု you really need to start building strength now building strength ဆိုတဲ့အချိန်မှာဟန်ဆောင်ပြီးတော့လုပ်လို့ရတယ်တကယ်လုပ်လို့ရတယ်ဒါပေမဲ့ဘာကြောင့်တကယ်လုပ်ဖို့လိုလဲဆိုတော့ there are so many things benefits number 1ချက်ကို muscles တွေရှိလာရင် muscles ဆိုတာဘယ်လောက်နဲ့လူမျိုးဖြစ်စရာမလိုဒါပေမဲ့ when you have muscles when you are stronger it slows down your aging
လူတိုင်း anti aging ဆိုရင်မျက်နှာတွေကိုဆေးတွေအကုန်သွားထိုးနေကြတယ် but one of the best anti aging ways is to get stronger နံပါတ်1နံပါတ်2အချက်ကကြတော့ကျမတို့ muscles ကိုအသုံးပြုနေလို့ရှိရင်ထားပါတော့ဒီနေ့ကျမရှမ်းကောက်ဆွဲတွေခောက်ဆွဲကြော်တွေတွင်းကြော်တွေcarbohydrate တွေအရင်များတဲ့ဘာလို့စီးချိုရှိတဲ့သူဆိုရင် carbohydrate တွေအများကြီးစားလို့မရဘူးလေ why because စီးချိုထိုးတက်သွားတာ哦 because it's all glucose အရင်များတာ哦ဆိုတော့ glucose အရင်များတဲ့အတွက်ကျမတို့ကအဲ့ဒီ carbohydrate meals တွေကိုကျမဒီနေ့စားရပဲထားပါတော့ခောက်ဆွဲကြော်တွေပေါက်တကယ်ကျမအကုန်စားမယ်ဒါပေမဲ့ if I were to work out အဲ့ဒီကနေဝင်လာတဲ့ glucose တွေကကျမခန္ဓာကိုယ်က fats အနေနဲ့မပြောင်းလဲတော့ဘဲနဲ့ကျမ workout အတွက် energy ဖြစ်ပြောင်းလဲပေးတယ် so that's good right because that means ကိုကမဝတော့ now main ကလေးနဲ့ယောက်ျားလေးနဲ့ခန္ဓာကိုယ်မတူဆိုတာလူတိုင်းသိလိမ့်မယ်အဲ့တော့ main ကလေးတော်များဘာလို့ bite နာမှာတင်ပါနာမှာအဆီတွေဘာလို့စုကြလဲ because of estrogen အဲ့တော့ဒါတွေကိုထည့်ပြောလိုက်လို့ရှိရင်အများကြီးပဲဖြစ်နေမယ်ကျမတို့ဒါတွေ fan flow မှာအကုန်လုံးအများကြီးပဲပြောထားတဲ့အရာတွေပေါ့နော်ဒါပေမဲ့ဒီမှာဘ ഹു တုဒရအောင် share လုပ်ပြီးတာ so အဲ့ဒါတွေကြောင့်ကျမတို့ workout လုပ်ခြင်းအပြင်ပေါက်တကရစားလိုက်ရင်တောင်မှ the muscles absorb all of that so we got to really build strength and then နောက်တစ်ခု hormones ဆိုပြောလို့ယောက်ျားလေးဒီမှာရှိတဲ့ယောက်ျားလေးတွေငါတို့နဲ့မဆိုင်ဘူးလို့မထင်ပါနဲ့ yes မိန်းကလေးတွေအတွက်ကပို့ပြီးတော့ထိခိုက်တယ်ယောက်ျားလေးတွေလည်းအခုချိန်မှာမစစ်ထားဘူးဆိုလို့ရှိရင် testosterone သွားစစ်ပါ your hormonal panel သွားစစ်ပါအင်မတန်ရေးကြီးတယ်မိန်းကလေးတွေကျမတို့မှာ estrogen နည်းနေတဲ့သူတွေအင်မတန်များနေတဲ့သူတွေမိန်းကလေးတွေအများကြီးပဲ and I'll tell you why ကျမတို့သုံးတဲ့အလှပြင်ပစ္စည်းတွေစားတွေအကုန်လုံးက it is disrupting our hormonal system မိန်းကလေးတွေ majority of women hormones တွေအကုန်လုံး out of balance ဘယ်လိုမျိုးသိလဲကွက်နဲ့ကို if အခုကျမတချို့ခါလေးတွေရွတ်ပြမယ်အဲ့ဒီမှာကို့မှာရှိတယ်ဆိုလို့ရှိရင် yes လို့ရေးပြပါဘာမှလုပ်လို့မရဝက်ချက်နေအရင်ပေါက်လာတယ်ညနာ skin ကအရန် dry or အရန် oily skin care တွေပတ်စံနေကုန်ခံပြီးအမျိုးစုံလုံးဘလို့မှလုပ်လို့မရဘူးညာအိမ်မပြော energy မရှိmood swings တွေခဏခဏဖြစ်တယ်ဘာခနဲ့ဆိုဟိုလူလည်းစိတ်တို့ဒီလူလည်းစိတ်တို့ဘလို့မှစိတ်ကိုထိန်းလို့မရငိုလိုက်ရီလိုက်ခါလေးကျရင်ငါယူနေပြီလားဟိုလာတွေကျဲတွေကြောင်းလားဘာကြောင်းလဲ right weight တွေတက်လာတယ်ဘလောက်အစာငါခံဘလောက်ဘာပဲလုပ်လို့ဘလို့ပဲလုပ်လို့ weight ကဘလို့မှချလို့မရအောင်ဘလောက်အငတ်ခံ weight ကမကြဘူးမကြ yes ညာအိမ်မပြောဘူးအိမ်ပြောပြီးလို့ရှိရင်ပြန်နိုးလာတယ် yeah so ဒါတွေကရှိလို့ရှိရင်ဟို hormonal strains hormonal strain လေ hormonal balance မဖြစ်ဘူးဖြစ်နေတယ်လို့ပြောတာမဟုတ်ဘူး these are symptoms right အဲ့ဒါကြောင့်ကျမတို့ fan flow မှာဆိုလို့ရှိရင် we go deep into that အဲ့ဒီ hormones တွေကိုဘယ်လိုမျိုး reset လုပ်လဲအင်မတန်ရေးကြီးတယ် I know all of this because ကျမကိုယ်တိုင်သိခဲ့လို့အခုကျမ hormones မကြခင်မှာကျမပြန်ပြီးတော့ check up လုပ်ရမယ် I did the last full panel ကျမ check လုပ်တာ I think 5 လလောက်ရှိပြီထင်တယ်အဲ့ဒီ5 လလောက်အခုကျမဂျားထဲမှာ I made a lot of changes အခုပြန်ပြီးတော့ check လုပ်တဲ့အချိန်မှာ I'm really curious and interested to see ဘာတွေပြောင်းလဲသွားလဲဘာလို့ I can feel the difference ကျမ hormones တွေပြန်ပြီး balance ဖြစ်လာတယ်ဆိုတော့ကျမသတိထားမိတယ်အဲ့သတိထားမိတဲ့အရာရဲ့အကြီးဆုံး sign ကဘာလဲသိလားပျော်လာတယ် I'm just happy ဖယားစု I'm just happy anxiety အရင်လောက်မရှိတော့ main ကလေးတွေကယောက်ျားလေးတွေ anxiety များတယ်ဘာကြောင့်လဲဆို one of the big telling factors is also hormones okay so အဲ့မှာပဲရထားမယ် so ကျမတို့ဒီ total reset formula မှာ this is step number 4 step number 5ဆိုလို့ရှိရင်ကျမတို့ gut healing အင်မတန်အရေးကြီးတယ်ကိုအခုမလုပ်သေးဘူးဆိုရင်တော့ဘ ഹു တုဒအတွက်နားထောင်သွားပါ now you might be thinking Arabelle ပြောတော့ပတ်စံပိုရမယ်ဆို more energy more clarity more money ဆိုဘာလို့ဒါတွေလာပြောပြနေလဲ because it is directly connected when you change this အခုကျမပြောသွားတယ်9 steps ပြောင်းကြည့် your life will change and then ကျမနဲ့အတူတူလက်တွဲလာတာကြာပြီ energy frequency spiritual healing ဒါတွေအကုန်လုံးသိတယ် amazing combine it all because ဘယ်လက်သမားမှာတူတစ်ချောင်းနဲ့အိမ်မဆောက်ဘူးဘယ်ပယံကမှဟိုဒီလိုဟိုဒီလက်မြေလောက်တဲ့အပြားလေးပါခေါ်လဲဆောက်လာအဲ့ဒီဟာလေးနဲ့ဟိုအုတ်တိုင်းမဆောက်ဘူး right everyone has many tools
many tools ကျမတို့မှာအိမ်မှာ toolbox ထဲမှာ screwdriver ရှိတယ် plus ရှိတယ် minus ရှိတယ်attachments တွေအများကြီးရှိတယ် tool ရှိတယ် plier ရှိတယ် I have so many tools အိမ်မှာလိုအပ်ရင်ပြင်အောင်လို့ so this and healing and meditation and mindset oh my god that's going to change your life all right so step number 5 heal the gut ဘာကြောင့် gut healing ကအင်မတန်အရေးကြီးလဲအတိုချုံ most simple ပြောရလို့ရှိရင်ကျမတို့ရဲ့ bite ထဲမှာ bacteria တွေရှိတယ်အဲ့ဒီ bacteria တွေက microbiome လို့ခေါ်တယ်အခုစကားလုံးတွေမမှတ်မိရင် don't worry about that concept လေးကိုပဲမှတ်သွားပါ concept မဟုတ် this is the truth the reality အဲ့တော့ကျမတို့ bite ထဲမှာ gut တွေရှိတယ်အဲ့ဒီ gut တွေက it determines bacteria တွေက it determines who we are ကျမတို့ရဲ့ self identity ကို it determines that so what is our self identity ထားပါတော့ကျမအစီတွေအကျော်တွေအဆက်တွေအဲ့ဒါတွေပဲစားချင်တာကွာဘူတီကြောဘာကြောညာကြောအဲ့ဒါတွေရမ်းကြိုက်တယ် that's because bite ထဲက gut bacteria တွေက they want it why ကျမတို့အဲ့ဒါကိုပဲကြွေးထားလို့ so အဲ့ gut ကိုကျမတို့ heal လို့ရှင်ဒါလူဘိန်းနည်းနဲ့အလွယ်ဆုံးနည်းနဲ့ကျမရှင်းပြရတာပေါ့နော်အဲ့တော့အဲ့ gut ကိုကျမတို့ heal လုပ်မယ်ဆိုလို့ရှိရင် then အဲ့ဒီ bacteria တွေသွားလာ bacteria အသစ်တွေလာအဲ့တော့ bacteria အသစ်ကြတဲ့အခါကျတော့အဆီတွေအကျော်တွေဗျာကျော်တွေလမ်းပြမစားချင်ဘူးငါ့ကိုအရွက်စိမ့်လေးတွေကျွေးပါ then suddenly your tongue your taste buds changed ကိုရင်တော့မကြိုက်တဲ့အရာတွေငါ broccoli စားချင်တယ် avocado စားချင်တယ် I want more protein I want cleaner food အဲ့လိုမျိုးအစီတွေနဲ့ဆိုငါမစားဘူး suddenly everything changed why because you heal your gut အဲ့ဒီ gut ကိုပြောင်းလိုက်တဲ့အချိန်မှာ personality ပါပြောင်းသွားတယ် and that's your microbiome အဲ့ဒါကြောင့်ကျမတို့ gut ကိုပြောင်းနိုင်ရင် you change your personality too and it is a real thing yeah so scientifically it's been proven many times there's so many research သွားရှာကြည့်လို့ရတယ် so ကျမတို့ဒီ total reset formula ဒါ secret society မှာသွားမယ်လမ်းပေါ့နော် and အဲ့ဒီမှာကျမတို့ step number 5အနေနဲ့လုပ်မယ်အဲ့တော့ step number 6 7 8 9 10တော့ကျမဆက်ပြောနေလို့ရှိရင်ဒီနေ့ပြီးသွားတော့မှာမဟုတ်ဘူးဒါပေမဲ့ဒီမှာလာတဲ့သူတွေတချို့သူတွေကလည်း secret society ကို join လုပ်မဲ့သူတွေရှိတယ်တချို့သူတွေကလည်းအခုလောလောဆယ် ready မဖြစ်သေးဘူး it's okay အခုကျမပြောသွားတဲ့အရာလေးတွေကို try လုပ်ကြည့် and then I'm going to also give you some practical tips too okay so far ကျမအခုပြောနေတဲ့အရာတွေကနံပါတ်1အချက်ဘုသူတရှိလားကိုယ့်အတွက်အကျိုးရှိလားစိတ်ဝင်စားဖို့ကောင်းလား yes or yes and yes which one is that yes amazing goodကျေးဇူးတင်ပါတယ်စိတ်ဝင်စားနဲ့နားထောင်ပေးရတဲ့အတွက် because in my opinion ကျမကတော့ဘာကိုအပြည့်အဝယုံကြည်လဲဆိုတော့ခုနပြောသလိုမျိုးဘယ်ပယံမှဘယ်လက်သမားမှဘယ် engineer မှ tool တစ်ခုတည်းကိုမသုံးဘူးသွားဆရာဟိုတနေ့မှ dentist တွေမကြ I don't like dentist အရန်ကြောက်တယ်သွားဆရာဝန်စီသွားတာ anyway ဒီ Invisalign သွားတက်လာတော့သူတို့တောင်မှာပဲစက်ပေါင်းများစွာသုံးရတာလေအထက်မှာဆိုပြီးတော့I hate it so much anyway တို့ရမှာဆရာဝန်ရမှာပြောတယ်ငါ့ကိုမေးစေးပြီးလှုပ်လို့ရမလား I don't like it so at all ဒါပေမဲ့တို့တောင်မှာပဲတိုးပေါင်းများစွာသုံးတာကျမတို့လေ life ကို deal လုပ်နေတဲ့အချိန်မှာ tool ပေါင်းများစွာသုံးဖို့လိုအပ်တယ် and that's why ကျမရဲ့ဘက်ကဆိုလဲကျမ program တွေအများကြီးရှိတယ်energy ဘက်ကဆိုလို့ရှိရင် programs တွေအများကြီးရှိတယ် manifestation programs တွေရှိတယ် money programs တွေရှိတယ် mindset programs တွေရှိတယ် why because လူတယောက်အနေနဲ့ we need all of that because ဒီ call အစမှာပြောသလိုပဲကျမတနေရာတဲ့ကိုစိုက်လိုလေးလုပ်ပြီးကြည့်တာမဟုတ်ဘူး I'm like an integrative doctor for life ပေါ့နော်ခန္ဓာကိုယ်အတွက်တော့မဟုတ်ဘူး and I look at all areas all right so ဒီမှာခုနပြောသွားတယ် 5 limiting beliefs ကိုကျွန်တော်မြန်ပြောသွားကြအောင်အဲ့တော့လူတိုင်းမှာlimiting beliefs တွေ limiting habits တွေရှိတယ်အဲ့ဒီ limiting habits တွေကကိုရှိလို့ရှိမှန်းတော့မသိဘူးအဲ့တော့ဒီမှာဘာတွေလဲနံပါတ်1ချက် ignoring hormonal health it is a big thing by the way hormonal health အရန်ရေးကြည့်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ hormones က balance your hormones
အဲ့ဒီကိုသူများကိုမုန်းနေတာမနာလိုနေတာပြဿနာရှာခြင်းနေတာကြိမြနေတာငိုလိုက်ရီလိုက်ဖြစ်နေတာယူနေလို့ကြောင်နေလို့ဟာလာကြောင်လားကျဲကြောင်လား retrograde ကြောင်လားအဲ့ astrology ပေါင်းမြောက်များဆို you will get rid of all of that အဲ့အကုန်လုံးပျောက်သွားလိမ့်မယ် then you will realize oh ဟော်မုန်းလေးပြန်ပြီး balance လုပ်လိုက်တာ I'm back to normal I'm back to myself you will realize that အဲ့ဒါကျမတို့ fan flow မှာဆိုလို့ရှိရင်ကိုယ့် cycle စီအမျိုးသမီးတွေက cycle စီဒီလမှာwe have 4 cycles အဲ့တော့အဲ့ cycle စီဘယ်လိုမျိုးလုပ်မလဲအဲ့ဒီကနေပြီးတော့ကျမတို့ဘယ်လိုမျိုးပြန်ပြီးကို control ယူမလဲဆိုတာကိုပြောမယ် now limiting habit တစ်ခုကrelying on quick fixes for energy လူတိုင်းလုပ်တယ်okay I don't want to ask Anna can you create a quick poll for me Dima how many people okay so the quick poll is number 1 chat Red Bull number 2 chat coffee number 3 chat soft drinks soဒီခေတ်က everything is about being quick so လူတွေကဒုံးဆိုပြုတ်ကြသွားပြီဆိုရင် they want to pick me up so အဲ့ pick me up က coffee တောက်တဲ့သူရှိတယ်ခုနပြောလို့ Red Bull လို့ပြောမယ် energy drinks တွေကွာအဲ့ဒါမျိုးတွေတောက်တဲ့လူတွေရှိတယ်ဒါမှမဟုတ်လို့ရှိရင် and are you there are you able to create the poll okay အားလုံးရေးနေကြပြီ so and then the next one that I said was soft drinks Coca-Cola 7-Up ဘာရှိလဲ Sprite အဲ့လိုချိုးရဲဟာတွေပေါ့နော်အဲ့ဒီဟာတွေကိုတောက်တဲ့သူတွေso because sugar it gives you a sugar rush yeah so majority ကဒီမှာ okay poll လေးလာပါပြီ it's just so much more easier thank you ပါ poll မှာပြန်ပြီး vote လုပ်ပေးတဲ့အတွက် okay Red Bull ဖြစ်စရာမလိုကွာ energy drinks ဆို Gatorade တို့100 plus တို့နောက်ဘာတွေရှိသေးလဲ I don't really know ဒါပေမဲ့အဲ့လိုမျိုး energy drinks တွေပေါ့ coffee တောက်တဲ့လူအများဆုံးပဲပြီးရင် soft drinks ကအချိုရည်ပေါ့နော် okay ဘာမှမတောက်တဲ့သူတွေရှိတယ် good အဲ့တော့ပြောချင်တာကအဲ့ဒီ pick me up တွေကိုလုံးနေတယ်ဆိုရင် I want to give you a trick okay I want to give you a trick coffee တောက်ချင်တောက် coffee တောက်ချင်တောက်ဒါပေမဲ့ main ကလေးတွေ coffee ကိုအဆောင်ရှိရနေမတောက်နိုင်မနဲ့မှာ that's very important ယောက်ျားလေးတွေကိစ္စမရှိဘူး main ကလေးတွေကဒါပေမဲ့ယောက်ျားလေးလည်းဖြစ်နိုင်မတောက်နဲ့ main ကလေးတွေကပို့ဆိုးတယ်အဆောင်မရှိရနေ coffee လုံးဝမတောက်နဲ့ another thing that I suggest you to try is this အုံးရည်တောက်အုံးရည် coconut juice ကျမအုံးရည်တစ်ပတ်မှာ I don't know maybe 3 ကလောက်တောက်ဖြစ်တယ်အုံးရည် is so good okay အုံးရည်ဆိုတာ by the way ဟို supermarket မှာရှိတဲ့ဟို ready made ဘူးတွေတချို့အချို့တွေပါတယ်ဟိုဖြစ်နိုင် fresh coconut မဟုတ်လို့ရှင်လဲ fresh coconut ကိုထည့်ထားတဲ့ဟာကိုတောက်ပေါ့နော်အုံးရည် is really good နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ salt ဆားကိုရေထဲမှာဆားဆိုတော့ by the way ဟို table salt ဟိုဆားအဖြူကြီးတွေပြောတာမဟုတ် Himalayan salt Celtic salt အဲ့ဒါမျိုးကိုထည့်ပြီးတောက်ပါ that's really good that or အဲ့ဒီအချိန်မှာ honey ထည့်တာ honey ကလည်းအဲ့လိုတွေးသမျှပေါက်တကယ် honey မဟုတ် like honey ကောင်းပေါ့နော်တကယ် real honey ကိုထည့်တာ that is your natural pick me up because honey က sugar လေ sugar လူကိုတက်သွားစေတယ်အဲ့တော့ try that and if you can coffee အစား matcha နဲ့ replace လုပ်ကြည့် yeah အုံးရည်က by the way အုံးရည်က calorie တွေတော့ရှိတယ်ဆိုအုံးရည်ကိုတစ်နေ့လုံးထိုင်တောက်နေလို့တော့မကောင်းပေါ့နော် but coconut juice is really good because it gives you a lot of calories electrolytes so ကျမတို့ဒီမှာအဲ့ဒီ quick fixes တွေ energy တွေကဘာလို့ပြုတ်ကျနေလဲဆိုတော့ကျမတို့ရဲ့အစားအသောက်တွေကလည်း nutrient deficient ဖြစ်နေလို့ so to me ဒီမှာ every day I take lots of supplements အခုထားယူနေမှာဆိုလို့ခုအပေါ်မှာကျမ supplement boost တွေခရီးသွားရင်တော့အမြဲတမ်းတည်လာတယ် so အဲ့ဒီကျမရဲ့ other plane မှာအခုဖန်တီးထားတဲ့ supplement တွေဒါ so I personally take many things and အဲ့ဒါတွေကဘာလဲဆိုတော့ quick fixes တွေမဟုတ်ဘူးကျမအုံနောက်အတွက် productivity အတွက်အုံနောက်အရန်ကောင်းလာမယ်idea တွေအများကြီးထွက်လာမယ်အလုပ်ပိုလုပ်နိုင်မယ် energy ပိုရှိမယ် you're going to get stronger okay so that's one of the limiting habits another thing emotional healing ကို neglect လုပ်နေတာ well ကျမရဲ့ community ထဲမှာရှိတဲ့သူတွေကတော့ most people do the emotional healing ဆိုဘာမှမသိပြီးပြောစရာမလိုဘူးဒါပေမဲ့ပတ်ပြေးနေကြသေးတယ်ဆိုလို့ရှင်တော့ please don't
start doing it tomorrow the emotional healing or secret society မှာကြတော့ဘယ်အချိန်မှာလုပ်လဲဆိုလို့ရှိရင် secret society မှာtomorrow retreat နှစ်ခုပါတယ်အဲ့ဒီမှာtomorrowလုပ်မယ်Okay, another thing is poor sleep hygiene. So poor sleep hygiene ဆိုတာတို့တို့ပြောရလို့ရှိရင်အဲ့ခါနီမှာဟိုလူတိုင်းလုပ်တယ် I suggest you really try not to do it. ဖုန်းကိုကြည့်နေတာအဲ့တော့ဖုန်းကိုကြည့်နေဘာဖြစ်လဲဆိုတော့အဲ့ဒီဖုန်းရဲ့အလင်းရောင်ကကျမတို့ရဲ့ brain ကိုသူကဘာသွားပြောနေရလဲဆိုကျမတို့နေ့ဘက်ပဲရောက်နေသေးတယ်ညဘက်မဟုတ် because the light is coming through the eyes and အဲ့ဒီ light က brain ကိုပြောနေတာကနေ့ဘက်ဆိုလို့ရှိရင်ဘာလဲ melatonin မထုတ်နဲ့အဲ့ melatonin မထုတ်တော့ကျမတို့ညအိမ်မပြောဘူး now တချို့သူတွေက some people are super blessed မျိုးလုံးမိတ်လိုက်တာနဲ့ခေါ်ဆိုပြီးအိပ်ပျော်သွားတဲ့သူတွေရှိတယ် but if you're not that အင်မတန်အရေးကြီးတယ်နောက်ပြီးတော့ဖြစ်နိုင်လို့ရှိရင်အိတ်တဲ့အချိန်ဟာအချိန်မှန်အိတ်ပါကိုည7 နာရီဝင်နေဆိုလို့ရှိရင်10 နာရီ doesn't matter Friday ပဲဖြစ်ဖြစ် Saturday ပဲ Sunday ပဲဖြစ်ဖြစ် train your body to go at regular sleeping time အရင်ရေးကြည့်တယ် number 3 emotional healing မှာ so sleep hygiene အဲ့တော့ကျမတို့ fan flow မှာဆိုလို့ရှိရင်အဲ့ sleep hygiene အကြောင်းလည်းကျမတို့ပြောသွားတာရှိတယ်အဲ့တော့ number 5က lack of structured guidance so ကျမကိုယ်တိုင်ဒါဖြစ်ခဲ့တဲ့အရာ especially ကိုနေမကောင်းနေတဲ့အချိန်မှာ mainstream ဆရာဝန်တွေကိုသွားတဲ့အချိန်မှာနင့်ကောင်းတဲ့ကနေဖြစ်နေတာဘာမှမဖြစ်ဘူး it's then I felt so helpless because ဆရာဝန်ဆိုတာယုံရမယ်လူ तू ကကျမကို psychologist နဲ့သွားတွေ့တဲ့နင့်ကောင်းတဲ့ကနေဖြစ်နေတာမဟုတ်လို့တဲ့ဒါပေမဲ့တကယ်တမ်း my hormones were out of ကျမမှာ data အကုန်ရှိရကွာသိလားဒါနောက်မှရှိလာတာပေါ့ because ကျမအကုန်လုံးကိုယ်တိုင်ပင်ပန်းခံပြီးလိုက်ရှာရတာကိုအစံနေလဲကုန်လိုက်တာတောက်လေ health အတွက်ကိုနှစ်ပေါင်းမြောက်များစွာမှာ right အဲ့တော့အခုအချိန်မှာ I'm sharing ကျမဆရာဝန်လည်းမဟုတ်ဘူးမှလည်း diagnose မလုပ်ဘူးမှလည်း cure မလုပ်ဘူးကျမပညာပေးတဲ့အနေနဲ့မျှဝေတဲ့အနေနဲ့ဘုသူတာ share လုပ်တဲ့အနေနဲ့ကျမအတွက်အလုပ်လုပ်တဲ့ steps တွေကိုကျမပြန်ပြီးတော့ပြောပြရတဲ့အနေနဲ့လုပ်တာ so structure guidance က structure မရှိရင်လူတွေတော်တော်များဘာဖြစ်လဲ diet လေးလုပ်လိုက် detox juice လေးတောက်လိုက်ဟွာလေးလုပ်လိုက်တရားလေးလုပ်လိုက်yo-yo effect ပေါ်လိုက်ပြောက်လိုက် nothing really sticks ကျမနဲ့အလုပ်လုပ်လာကြရပြီဆိုလို့ရှိရင်အားလုံးသိကြလိမ့်မယ် to me I'm all about the long term results ကျမအဲ့ဒါပဲကြည့် short term gain ကိုကျမစိတ်ဝင်စားအောင်ကျမအတွက် shortcut ကပါလေ the long way is the shortcut the long way လမ်းအရှည်ကြီးကကျမအတွက် shortcut လူတိုင်းဟာလမ်းတို့ကနေဘယ်လိုကြားဖြတ်ရမလဲပဲကြည့်တယ်အဲ့ဒီကြားဖြတ်တဲ့သူတွေဟာ sustain မဖြစ်ဘူးကြာမခံဘူး trust me ကျမတစ် step ချင်း I go with the foundation that is the structured guidance so we're going to do that in the secret society so ဒီမှာကျမခုနပြောတဲ့အတိုင်း electrolytes ပါတဲ့ရေကိုတောက်ပါအလွယ်ဆုံးကတော့အုံးရေတောက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ရေထဲမှာ by the way ဟို electrolyte water ဆိုပြီးတော့ရှိတဲ့ဟာတွေကတချို့ဟာတွေကကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်ဆို I don't know the brands ဒါပေမဲ့အလွယ်ကူဆုံးကအုံးရေ fresh coconut is the best if not ခုန Himalayan salt Celtic salt ရေထဲမှာထည့်တောက်လိုက် that's the best number 2 the bonus tips တွေပေါ့နော် try that number 2ကိုယ့်ရဲ့ life မှာ toxic ဖြစ်နေတဲ့အရာတစ်ခု remove လုပ်ပါအဲ့ဒီ toxic ဖြစ်နေတဲ့အရာတကယ်ချင်းလည်းဖြစ်နိုင်တယ်စားနေတဲ့အစားလည်းဖြစ်နိုင်တယ် right ကိုဖုန်းပေါ်မှာကြည့်နေတဲ့အရာလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ habit တစ်ခုလည်းဖြစ်နိုင်တယ် I don't know what it is but a toxic ဖြစ်နေတဲ့အရာတစ်ခုကို remove လုပ်ပါ and လုပ်ပါဆိုတာကျွန်မအကြံပေးတာပေါ့နော် number 3ကကြတော့နေ့တိုင်းမှာဖြစ်နိုင်လို့ရှင် just 5 minutes အများကြီးမဟုတ်ဘူးကိုယ့်အတွက်ကျန်းမာရေးရော health and wellness and finances and future အတွက်ကိုငါဘယ်လို goal တွေ set လုပ်ချင်လဲ you think about that you connect to that every single day just for 5 minutes it's going to change your life so let me know ဒီမှာပြောသွားတဲ့အခုဒီမှာပြောသွားတဲ့ဒီ3ခုမှာဘယ်တစ်ခုကိုစလုပ်လဲ1 2 3 3ခုလုံးလုံးမလားတစ်ခုပဲစလုံးမလား it's okay whatever your answer is ကိုလုံးနိုင်တဲ့အရာကိုစပြီးတော့ commit လုပ်စေချင်တယ် okay number 3 1 2 3 great number 2 alone 3 alone 1 alone amazing all 3 beautiful okay 2 1 2 3 amazing okay so အခုကိုကအချိန်ကုန်ခံပြီးတော့ဒီ training မှာလည်းရှိနေတာ please commit to that okay so အခုကျမတို့ so far ပြောလာပြီးတဲ့အချိန်မှာ let's quickly visualize your future အဲ့တော့အဲ့ဒီ future ဆိုတာကိုက visualize လုပ်ဖို့အတွက်မျက်လုံးလေးမှိတ်ပေးပါကားမောင်းနေ please don't do that တကယ်လို့မျက်လုံးမှိတ်လို့ရတဲ့သူဆိုလို့ရှိရင် it's a very quick one I'm going to guide you through the process
and ရောက်နေတဲ့နေရာမှာပဲ just closing down your eyes and just အသက်ကလေး a few times breathing in and out. One more time, breathing in and out. Breathing in and out. Beautiful. Hey, ကိုမျက်လုံးလေးတွေမှိတ်ထားနေတဲ့အချိန်မှာစိတ်ကူးနေရနေပြီးတော့ကိုယ့်ရဲ့ an ideal day. Ideal day ဆိုတာ perfect ဖြစ်နေတာလည်းမဟုတ်ဘူး။သိကြတာတော့အခုလက်ရှိလည်းမဟုတ်ဘူး။ကိုယ့်အတွက်အကောင်းဆုံးကိုနိုးထကြလာခြင်းတဲ့ပုံစံတစ်ခု Let's start with your morning. ခုကိုမနေ့မိုးလင်းလာပြီ။မျက်လုံးပွင့်လာပြီအိပ်ရာတွေကနေပြီးတော့သိကြတယ် The first thing that you do ကဖုန်းကောက်ကိုင်တာလုံးဝမဟုတ်ဘူး The first thing that you do you stretch your body just going stretching slowly coming back into your body and အဲ့ဒီကနေပြီးတော့ကိုမျက်လုံးဖွင့်ပြီးတော့ then what do you do next I want you to imagine and ကလေးနဲ့မှဆက်ပြီးလှိမ့်နေသေးလား or do you get up and then ကလေးရောတေးသေးချာချာလေးခင်းပြီးတော့ then you go into the bathroom and ကိုမှန်ထဲမှာကြည့်လိုက်တဲ့အချိန်မှာမျက်နှာမှာ puffy bloated ဖြစ်နေတဲ့မျက်နှာကိုတွေ့လားဒါမှမဟုတ်အကုန်လုံးကစစ်ပြီးတော့ fresh ဖြစ်ပြီးတော့ clear ဖြစ်နေတဲ့ skin ကိုတွေ့လား and how do you feel in your body ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲနေလား or I'm ready to conquer the day ဒီနေ့ဘာလာလား I'm ready to face it I'm ready to do it I'm ready to seize the day how do you feel about the day and that's it အဲ့ဒီကနေပြီးတော့မျက်နှာသေးသွားကြိုက် and then အင်ဂျီလင် and when you change clothes ဘယ်လိုမျိုးဝတ်စားတွေဝတ်လဲတကယ်လို့ကိုကအမြဲတမ်းကိုရဲ့အစီတွေကိုမကြိုက်တဲ့အရာတွေကိုဖုံးဖို့ဝယ်ထားတဲ့အဝတ်တွေကိုဝတ်နေကြသူဆိုရင် now what type of clothes do you wear because your body is you are stronger you are healthier ကိုကပိုပြီးတော့ vital maybe even lower toned muscly အစီတွေလည်းမရှိဘူး because you've been living a very healthy lifestyle ဘလို့ဝတ်စားတွေဝတ်လဲ beautiful now အင်ဂျီလဲပြီးသွားတဲ့အချိန်မှာ you go to the kitchen မြို့ပေါ်ကြောင်းနဲ့သွားမယ် you eat breakfast and မနေ့စာစားတဲ့အချိန်မှာ what type of things do you eat maybe you know carbohydrate တွေပါမုန်းတွေထမင်းကြော်တွေစားနေခဲ့တယ်ဆိုလို့ရှိရင် what do you now eat ကိုချက်ပေးမဲ့သူရှိလားကို prepare လုပ်လား maybe a little bit of greens အစိမ်းရောင် maybe broccoli avocado ထောပတ်တီ and some protein ကျဥပဲဖြစ်ဖြစ် even steak for breakfast and yeah sure there's coffee but any coffee asasabi masame and you eat your meal and then you take your supplements and now you're ready for the day and then Ariani biro ko aloku twame maybe ko aima nede tu le phit kaung phit me maybe you might be a stay at home mom or maybe you have work to go to it doesn't matter ko tani lou sia shi da ko sa pi lou do me and you go through the day ne le 1 nayi 2 nayi law yauk de achain ma you notice and realize that you know so energy ကအဲ့ချိန်ဆို crash ဖြစ်နေပြီအခု energy crash မဖြစ်သေးဘူး and in fact you're still full of energy and in fact ခေါင်းကလည်းကြီးစိတ်ကလည်းပျော် and then it was just that moment you realize that actually အရင်တော့လိုမျိုးငါတောင်း trigger လည်းမဖြစ်တော့ပါလားအရင်တော့လိုမျိုးတောင်းလဲငါ energy တွေပြုတ်ကျပင်ပန်းပြီးတော့မဖြစ်တော့ပါလား
actually my actually I'm happier. And then you keep doing your work and then home time. And maybe usually now you're about to have your healthy meal. And dinner you eat dinner early, way before your bedtime. Way my dinner sorry. Now what does your dinner look like? Maybe maybe another protein, more veggies. And then how do you feel in your stomach? And then after that, you do your night routine. Go to a night routine low man. Maybe family spend time low man. You might just watch your favorite show. Or some people might meditate. And whatever you prefer, you do your night routine. And then you're ready for bed. And go at bedtime, and go do you still use your phone? Or pitch black, because your brain needs to know that it's nighttime. And then you go to sleep. And then the next morning you wake up and you feel refreshed, strong, healthy, and you're ready to take on another day. And then you look back and now what changed in your life? Habits. Can you see the difference in your energy? Can you see the difference in your body? Strong, your body actually changes in a good way. And most importantly, energy do you feel younger? Actually, you feel younger because energy, now you can tap in. Do you notice that you are happier? Yet you are happy. Tap into that feeling right now. Any light feeling, pure feeling, energy feeling, strong feeling, confidence feeling. Tap into that right now. And then now double it right now. That's it. And then triple it right now. Beautiful. And then from there, any energy, any any feeling, any time, taking a deep breath in. That's it, grounding it all in. And then leaving that feeling in your body. Coming back into this room, into the Zoom. That's it. Ready to be and if you are back, just give me a yes in the comment box so that welcome back. Amazing. Yes, yes, yes. How do you feel? Do you feel good? Yes, amazing. Woohoo! All right. So tomorrow, so good, so good. So tomorrow, just a quick reminder, Q&A tomorrow local sheet, so stay till the end. And I just want to go through a couple of more slides and then we will share Q&A lower. So အခုကျမဒီကနေပြီးတော့အားလုံးခွင့်တောင်းချင်တာကျမကိုယ်တိုင်သုံးပြုတဲ့ tools တွေရှိတယ်ကျမကိုယ်တိုင်လုပ်တဲ့အရာတွေရှိတယ် and အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျမ share လုပ်ပေးခြင်းနဲ့ is that okay and ခွင့်တောင်းတာပါတကယ်လို့ရတယ်ဆိုလို့ရှိရင်ကျမ yes လို့ပြောပေးပါ then I will go on to the next ones.
Okay. Amazing. Thank you so much for saying yes, 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 yes. All right. So, ကျမဒီမှာပြောချင်တဲ့အရာ a secret society อ่ะ it is very near and dear to my heart. ဘာကြောင့်လဲဆိုတော့ဒီမှာကျမတို့ခုန share လုပ်သွားမယ် the total reset formula, the 9 months journey ကကျမနှစ်ပေါင်းများစွာလုပ်လာတဲ့အရာတွေကိုကျမက9 steps အနေနဲ့6လစာကျမတို့ထည့်လိုက်တာပေါ့ so secret society ကိုဘယ်လိုမြင်စေချင်လဲဆိုတော့ဒါကြီးက 9-month long container ပေါ့နော်။အဲ့ဒီမှာကျမလုပ်တဲ့ကိုယ်တိုင်လုပ်တဲ့ my tools and the things that I've done ကို share လုပ်မှာဖြစ်တော့ you are supported every step of the way and အဲ့ဒါကိုဘယ်လိုစဉ်းစားချင်လဲဆိုတော့ကိုယ့်ဘဝရဲ့ VIP upgrade လိုမျိုးစဉ်းစားချင်တယ် you know ကိုကလာပြီးစတင်တာမဟုတ်ဘူး this is not a teaching group ဒါစတင်တဲ့ group မဟုတ်ဘူးကိုယ့်ရဲ့ဘဝကိုတကယ် the right guidance the right tools the right support တွေနဲ့ပြောင်းလဲဖို့အတွက်that's what the secret society is for. So Jamal, I want to take you through really quick. MBA access. Now MBA will mama announce so you guys are going to be the first to know. So MBA very very low price tier program I will share with you more. Any MBA will access secret society bi-monthly. Sorry, it would be bi-weekly, not monthly. Bi-weekly content drops, the health and wellness, and also tomorrow guna pyo total reset formula mashiri ayari ne patat biro tomorrow talama naka content drops yami status tracking and accountability depending on your membership level tomorrow bagani biro achin accountability shi ang lo ko ye pyaung le mu ri ko track lo da ri tomorrow lo me now biro tomorrow ko dai athom tyu health protocols biohacking methods ti ko le share lo twa me and the best part about secret society mini retreat naku yame ani ko la atwe ma we've never done this before. We're going to give this to you. And now to Arabelle in your pocket. Number 6, Arabelle in your pocket. My message. Telegram money. Just message me. And training, meeting. You will be the first person that I'm going to reply to. But though my message I'm going to reply to you first. Okay? Our inner circle access the secret society inner circle access because and this is literally a fast track to your best self. So tomorrow, share because the about 2023 presidential experience 2024 presidential mentorship secret society 9 months. Tomorrow the long-term containers around 6 months time လူတွေကပြုတ်ကျသွားတာကိုတွေ့ရတယ်။ဘာလို့ပြုတ်ကျသွားလဲဆိုတော့လူရဲ့ attention span that's the nature of it. So I decided that you know what we're going to do 9 months this year. Our focus ကတော့ presidential experience 2023 တော့ကျွန်တော်တို့ energy တို့ calibration တို့ mindset shift တို့ focus လုပ်ခဲ့တယ်။မနစ်တော့ presidential mentorship က deep personal mastery and အထက်မှာကျွန်တော်တို့အကုန်လုံး rewiring တွေလုပ်ခဲ့တယ်။ secret society ကကျတော့ full mind, body, spirit upgrades. Implementation jaro presidential experience 2023 marawa a lot more self-paced. PM jaro more engagement, but the choturia action ne but the struggle pin it dome. Tabime secret society ma not fully integrated. Palo fully integrated le sudo tomorrow retreat de balalo. So I'll get to the retreat in a bit. So oh yeah, I'm going to get to the retreats now. So tomorrow presidential experience presidential mentorship secret society mini retreats in person any retreats healing spiritual upgrades so basically tomorrow presidential experience it was more about energetic mastery and transmissions. Presidential mentorship tomorrow deeper self-mastery. The rest of secret society we're becoming more of the integrative and functional doctors. We're going to look everything at as a whole. So the secret society feedback data so these are some of the
sorry, yes, these are some of the feedback from the presidential mentorship. Now, အများကြီးရှိနေသေးတယ်။အကုန်လုံးထည့်လိုက်လို့ရှိရင်ကျမတို့ slides တွေပေါင်းမြောက်များစွာဖြစ်နေမှာဆိုလို့ I just picked up a few here. So people really love it, and Secret Society, it's the next level that we're going to be doing. So ဒါက by application and by invitation only, which means ဒီအပြီးသွားလို့ရှိရင်ကျမတို့ application link ကိုပို့ပေးလိုက်မယ်apply လုပ်ပါဒါပေမဲ့ apply လုပ်လို့ align ဖြစ်တယ်ဆိုတဲ့အခါကြာရှင်ကျမတို့ကနေ invite ပြန်လုပ်ပါမယ်အဲ့ဒီ application form လေးကိုလည်းကျမဒီ YouTube description အောက်မှာထည့်ထားပေးတယ် so go ahead အဲ့ဒီကိုသွားရင် you can read through all the text and then all you need to do is ကိုနဲ့အဆင်ပြေတဲ့အချိန်လေးကိုရွေးလိုက်ပါရွေးလိုက်ပြီးလို့ရှိရင် you will see that ဒီ form လေးတက်လာလိမ့်မယ်အဲ့ဒီ form မှာကိုယ့်ရဲ့နာမည်တွေကိုဖြည့်ပြီးတော့တည်တည်ချာချာဖြည့်ပြီးသွားတဲ့အခါမှာဒီမှာကျမတို့မေးထားတဲ့ form လေးကိုထပ်ဖြည့်ပေးပါ and then after that you just confirm the appointment and by doing that ဒီကျမတို့ရဲ့ calendar တွေကိုတန်းပြီးဝင်လာလိမ့်မယ်အဲ့တော့ကျမကိုယ်တိုင်ကဒီ calls တွေကိုတက်လုပ်နေတယ် because I want to talk to you ကျမရဲ့ community နဲ့ကျမစကားပြောချင်တယ် so you will either get me or ကျမတို့ရဲ့ team နဲ့ senior consultant နဲ့လည်းဖြစ်ကောင်းဖြစ်မယ် and တကယ်လို့ Secret Society ကကိုယ့်အတွက်ငွေကြေးကြောင့်ပဲဖြစ်ဖြစ် for whatever reason ဘလို့မလုပ်လို့မရဘူးတခြားဘလို့နည်းတွေနဲ့လုပ်လို့ရမလဲ Arabelle ဆိုလို့ရှိရင်ကျမတို့မှာ Fem Flow ရှိတယ် so Fem Flow ရှိတယ် 5 days quest Fem Flow ကတော့ခုနပြောတဲ့ hormones main ကလေးတွေအတွက် it is next level 5 days quest is more about energy upgrades it's like your inner quest inner journey doing that simbi it's really good it was brand new မနှစ်ကမှကျမတို့ release လုပ်ထားတဲ့အရာ and other plain supplements here going US my manufacturer load out tomorrow third party tested going GMP certified product stage be have we met Nima bio delivery Nima bio delivery malofu so tomorrow any delivery routes deal since I need but right now we cannot deliver to Mimapi unfortunately but Nilan Shapwishi solution tomorrow so with that let's get to the Q&A so thank you so much for tuning inအခု Q&A ရောက်သွားပြီကျွန်မမေးခွန်းနှစ်ခုသုံးခုလေးခုလောက်ဖြည့်ပေးချင်ပါတယ်အဲ့တော့မေးခွန်းရှိတယ်ဆိုလို့ရှိရင်ခုနကကျွန်မတို့ဒီနေ့ပြောသွားတဲ့အကြောင်းအရာတွေ Secret Society နဲ့ပဲဖြစ်ဖြစ် Become Limitless အကြောင်းပဲဖြစ်ဖြစ် 5 days quest Fem Flow other plane or ဒီနေ့ကျွန်မတို့ပြောသွားတဲ့ topic တွေပဲဖြစ်ဖြစ်ask me a question ကျွန်မဖြေနိုင်တဲ့အရာကိုတတ်နိုင်လောက်ကျွန်မဖြေပေးချင်ပါတယ်okay flush and reset ကိုသိနားမလဲလိုက်လို့ so basically flush and reset ဆိုတာကွာကျမတို့ကအမြဲတမ်းအစာတွေစားနေတဲ့အချိန်မှာဟိုကောင်းတဲ့အစာတွေလည်းရှိတယ်မကောင်းတဲ့အစာတွေလည်းရှိတယ်ဒါပေမဲ့ခန္ဓာကိုယ်ကိုကျမတို့ကမတန့်ရှင်းဘူးthe only way ကျမတို့တန့်ရှင်းတဲ့ပုံဟာကျမတို့မနေ့ toilet သွားတဲ့အချိန်တစ်ချိန်ပဲရှိတယ်တန့်ရှင်းတဲ့ပုံက but we don't actually clean our body so flush and reset is about ခန္ဓာကိုယ် how do we actually clean it so အဲ့ဒါပုံစံအမျိုးစုံနဲ့ clean လို့ရတယ်specifically ပေါ့နော်ingredients တွေနဲ့ရှိတဲ့ smoothie တွေတောက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျမတို့ကဒီဥလန်းချောင်းတွေကိုရှင်းပြတဲ့ဝန်းနှုတ်စီစားတာမဟုတ်ဘူးเนาะဥလန်းချောင်းကိုရှင်းပြတဲ့ပုံရှိတယ်အမျိုးမျိုးပဲပေါ့ but we've got a flush and reset မဟုတ်လို့ရှိရင်ကျမတို့ထည့်ပြီးဆိုရင်ကြာလာရင်ဘယ်မှာဘာဖြစ်လာလဲဆိုတော့ liver မှာလည်း jam ဖြစ်လာတယ် liver လည်းကြာတော့သူ detox မလုပ်နိုင်တော့ဘူးကျမတို့ရဲ့အစာအိမ်လမ်းကြောင်းမှာလည်းဒီအညစ်အကြေးလိုပဲပြောအောင်ပါပေါ့နော်အဲ့ဒါတွေကစုလာရင်ဘာဖြစ်လဲဆိုတော့လူကလိုပဲပေါ့ကွာဘယ်ပိုင်းမဆိုပိတ်လာလို့ရှိရင်ရေကကောင်းကောင်းမစီးတော့ same thing the energy won't flow the vitality won't flow and that's why ကျမတို့ flush and reset လုပ်ဖို့လိုတယ်healing gut ကအစားအသောက်ပြောင်းစားရမှာလားတဲ့ so အရင်ဆုံးကျမတို့ gut healing လုပ်တဲ့ဟာက it's a long protocol ဘယ်အရာမှကျမပြောတာကိုမမေ့ပါနဲ့တကယ်လို့ကိုဟာ shortcut လိုချင်တဲ့သူဆိုရင် I'm not the right person for you အဲ့လိုဖြတ်လန်းနည်းနဲ့တပွဲတို့နိုင်ချင်တဲ့သူတွေစီသွားပါ I don't do that ကျမရဲ့ shortcut ဟာ the long way is the shortcut so gut healing ဆိုတာအစားအသောက်ပြောင်းစားရမှာလားဆိုရင် in a way yes အဲ့တော့အစားအသောက်ကိုတော့မစွန့်လွတ်နိုင်ဘူးဆိုလို့ရှိရင် then you're not going to be able to do it ဒါပေမဲ့အစားအသောက်ကိုစားရတယ်ဆိုတာကျမကတော့ဘာယုံကြည်လဲဆိုတော့ drastic changes ကိုအမြဲတမ်းဒီတိုင်းပဲစားနေရကွာအဲ့မှာဒါတွေမစားတော့ရွက်အစိမ်းတွေပဲကြိုက်စားဆိုဘယ်သူမှမလုပ်နိုင်ဘူး so my way of changing lifestyle diet is နည်းနည်းမတိမတာလေးတွေဆွဲထုတ်သွားတာThat's how I heal my gut. အမြဲတမ်းအိတ်ချင်နေတာဘယ်လိုလုပ်ရမလဲသိချင်တယ်တဲ့ it is not normal. So အမြဲတမ်းအိတ်ချင်နေတယ်ဆိုတာ
အခုလိုမျိုးဒီတိုင်းကြီးကတော့ကျွန်မလည်းဒါရိုက်မပြောတတ်ဘူးပေါ့နော် it could be many things တစ်ခုကကြတော့ကိုစားတဲ့အစာအသောက်တွေက all carbohydrate ခုနပြောလို့ထမင်းကြော်တွေခောက်ဆွဲကြော်တွေစသဖြင့်ပေါ့အဲ့ဒါမျိုးတွေစားရဆိုရင်ကျွန်တော်တို့ရဲ့ blood sugar ကစားလိုက်ပြီးသွားလို့60 to 90 minutes အတွင်းမှာသူ blood sugar ဟိုတက်သွားပြီလို့ရှိရင် it always crash and ပြန်ပြုတ်ကျသွားရင်လူကအိတ်ချင်တယ်ဆိုတော့ဘာလို့ဆိုအားမရှိဘူးလူက lethargic ဖြစ်တာအိတ်ချင်တာအဲ့အချိန်မှာကိုကနောက်တစ်ခုထပ်စားရင်စားမစားရင်ချိုရည်တောက်မတောက်ရင် coffee တောက်တစ်ခုမဟုတ်တစ်ခုလို့တော့မှပြန်ထောင်တက်လာမှာပေါ့ that could be that or maybe ကိုယ့်ရဲ့အိပ်ရေးကလေ your sleep quality might not be good 8.8တယ်ဒါပေမဲ့ကို oxygen ကောင်းကောင်းမရတာတချို့လူတွေက sleep apnea ရှိတယ်ဟောက်တတ်တယ်ကိုကတကယ်လို့ဟောက်တတ်တဲ့သူဆိုလို့ရှိရင် I would say sleep test လုပ်ကြည့်ပါတချို့သူတွေက oxygen မရတာလည်းဖြစ်နိုင်တယ်တချို့သူတွေကအိတ်တဲ့အချိန်မှာ quality sleep မရဘူးဘာလို့ဆိုအရက်တောက်ပြီးအိတ်တယ်ကျမဘာဖြစ်လို့အရက်မတောက်တော့လဲဆိုတော့အရက်ဆိုတာလေအရင်တော့လည်းကျမဟိုဂွနဲ့အများကြီးတောက်နေတာမဟုတ်ပါ champagne လေးတစ်ခွက်လိုမျိုးလေးတောက်ရတာကြိုက်တယ် I stopped drinking လွန်ခဲ့တဲ့တစ်နှစ်ကျော်ကနေကျမဘာလို့ရပ်လိုက်လဲဆိုတော့အဲ့ဒီဘာမှမဟုတ် dinner သစားရကွာ steak သွားစားကျမ steak အရင်ကြိုက်တယ် steak စားတယ် wine လေးတစ်ခွက် red wine လေးတစ်ခွက်တောက်မယ်အဲ့ red wine တစ်ခွက်တောက်လိုက်ရင်ကျမနှလုံးရဲ့ HRV ဆိုတာ heart rate မဟုတ် heart rate variability HRV ချက်ချင်းထိုးကျသွားတယ်အဲ့တော့အဲ့မှာကျမဘာသိလာလဲဆိုတော့ alcohol လေးနည်းနည်းဝင်လာရင်ကျမရဲ့ sleep ကဘယ်လောက် disturb ဖြစ်တယ်ဆိုတာသိလာတယ် so အေးရေးမဝတာ there could be so many things ဒါပေမဲ့ what you can do ကအရင်ဆုံးညအိမ်ဟောက်လားဟောက်တယ်ဆိုလို့ရှိရင် sleep test လုပ်ကြည့်ပါဟိုအရက်တောက်ပြီးအိတ်တယ် coffee တောက်ပြီးအိတ်တယ်ဟိုထမင်းစားတာအရင်နောက်ကျပြီးမှအိတ်တယ်အဲ့ဒါမျိုးရှိရဆိုလို့ရှိရင်အဲ့ဒါလေးကို short ပြီးတော့စမ်းကြည့်ပါ there's a lot of factors ဒါပေမဲ့ဒီ comment ကနေကျွန်မအကြံပေးလို့ရတာတော့ I think try that energy ကို maintain လုပ်နေတဲ့လမ်းလွဲသွားရင်ဘယ်လိုပြန်တက်ရမလဲတဲ့ဆိုတော့ I'm not really sure မိကုန်းကဘာလို့မေးချင်တာလဲမသိဘူးဒါပေမဲ့လမ်းတော့လူတိုင်းကလွဲတာပဲလမ်းအမြဲမှန်တဲ့လူမရှိဘူးလမ်းလွဲရင်ပြန်တက်လာပေါ့ that's all it is ချော်သွားရင်ပြန်တက်လာခဲ့ချော်သွားရင်ပြန်တက်လာခဲ့ I think that's what self mastery is energy ဆိုတာလည်းအမြဲ maintain လုပ်လို့မရအောင် everything has ebb and flow everything is အတက်နဲ့အကျနဲ့ရှိနှလုံးတော်မှာဒိန်းဆိုဖြစ်တာမဟုတ်ဒိန်းဒိန်းဒုတ်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 ခုံလိုက်ရက်လိုက်ရှိတယ် so energy will also go up and down so it's part of being human I think the only thing is လမ်းချော်သွားပြီဆိုလို့ရှိရင် come back okay maybe just one or two more questions remove toxic အတွက်ထိရောက်မှုမြန်မဲ့နီးလန်းသိပြရစီတဲ့ just remove it that's it အဲ့ဒါထက်မြန်တာဘာမှမရှိဘူး just cut it off right ကိုယ့်ရဲ့ toxic ဖြစ်တဲ့အရာဘာလဲတော့မသိဘူးဥပမာကျမအိမ်မှာတန်ရှင်းသုံးတဲ့အစာဟိုပစ္စည်းတွေကအစာ majority 90% of the products အိမ်မှာသုံးတဲ့ products တွေကအစာကျမ toxic free product ပဲသုံးတယ်အဝိရှော်တာအစာပကံစီးတာအစာစီကအစာကျမဟိုပဲစီနှမ်းစီ seed oil စီဟို canola oil vegetable oil တခုမှမသုံး I don't use any of that because they are toxic in the long run နောက်တစ်ခုကအိမ်မှာဆိုလို့ရှိရင်ကျမတို့တောမှာနေတာတောမှာဆိုတောင်ပေါ်မှာပေါ့နော်ပြီးရင်ဘေးမှာ jungle ကြီးတောကြီးဆိုတော့အကောင်ကြီးရမ်းများတယ်အဲ့တော့ pest control လာတယ်ကျမ pest control လုံးဝပေးမလုပ်ဘူး because it's toxic တကယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတကယ်ချင်းတယောက်ကကိုယ် toxic ဖြစ်နေတာဆိုရင် just cut off the friendship I just want to say thank you so much for tuning in today Jamaro Dine the secrets to more energy more money and more clarity because Jamaya Aloga remember the long way is the shortcut the long way is the shortcut Jamane Dwame swing talent where do mayawu Jamane Dwame swing sinjin technique mama foundation strong people ne Jamaro Dwama Jame Dabime Tumyate Jameကြာကောင်းကြာနိုင်တယ် because ကျမတို့ကစင်ကျင်သွားလို့ဒါပေမဲ့သူများထက်လည်းပိုခံလိမ့်မယ် it will be sustainable because we have a very strong foundation and so
to me 2025 is not justပတ်စံနေဘယ်လို manifest လုပ်ရမလဲတခုတည်းမဟုတ်ဘူး to me 2025 is really about ကိုယ့်ရဲ့အတွင်းကနေပြီးတော့ inside out body mind and spirit ဘယ်လိုမျိုးပြောင်းလဲမှုတွေလုပ်မလဲအဲ့လိုမျိုးလုပ်တဲ့အချိန်မှာခုနပြောသလိုမျိုးဘယ် professional ပဲကြည့်ကြည့်လက်သမားပဲကြည့်ကြည့်ပယံပဲကြည့်ကြည့် engineer ပဲကြည့်ကြည့် tool တစ်ခုတည်း plier တစ်ခုတည်း hammer တစ်ခုတည်း screwdriver တစ်ခုတည်းမသုံးဘူး they use so many tools and ကျမကအခုပေးနေတဲ့ tools တွေကလည်းကုန်လုံးကလေ for you to have all these different tools so that health and wellness energy frequency manifestation spiritual healing mindset အကုန်လုံးကိုလိုချင်တဲ့ဘုံနဲ့နေဆွဲထုတ်လို့ရအောင်ပေးနေတာ so ဒီ training လေးကိုကြည့်ပြီးသွားလို့ secret society ကိုစိတ်ဝင်စားရဆိုရင် go ahead and apply တကယ်လို့ secret society ကကိုယ့်အတွက်မဟုတ်ဘူးဆိုလို့ရှိရင် fam flow ရှိတယ် 5 days quest ရှိတယ် and just want to say thank you for giving me your time thank you for joining see you all very very soon take care